အမှန်တော့ယူတဲ့ကိစ္စတွေကလူ့ဘဝမှာပိုပြီးအရေးကြီးတယ်နော်အယူဆုံးကအရေးကြီးဆုံးပါအယူဆုံးဆိုရင်လည်းပဲတကယ်ပြောမယ်လို့စဉ်းစားတဲ့ခါမှာပြောရတော်တော်ခက်နေတာကိုတွေ့ရပြန်တယ်နော်ဟိုတခါမေတ္တာနဲ့ပတ်သက်ပြီးပြောတော့ကလိုပါပဲဒီနေ့ပြောမယ်အကြောင်းအရာကိုပြောမယ်လို့စဉ်းစားတော့လေအမျိုးမျိုးလှက်ပတ်ပြီးတွေ့ရတယ်တဘာဝကြအောင်အကြောင်းကျိုးအထောက်ထားဥပမာအထောက်ထားလေးတွေပြနိုင်အောင်စဉ်းစားကြည့်တော့တော်တော်ပြောအခက်သွားတာတွေ့ရတယ်အဲ့ဒီတော်တော်ပြောအခက်တာကိုပဲတနက်လောက်ကြိုးစားပြီးပြောအောင်မယ်နော်အဲ့တော့ဒီပုံပြောလိုက်တဲ့အကြောင်းအရာတွေထဲမှာအဓိပ္ပာယ်အားလုံးပြည့်စုံသွားပြီလို့တော့မယူဆပါနဲ့နော်ဒါကိုလည်းပဲထပ်ပြီးပြောချင်ပါတယ်အရာရာတိုင်းကိုသိတဲ့သူမဟုတ်တဲ့အတွက်ကြောင့်ပြည့်စုံအောင်တော့ပြောနိုင်မှာမဟုတ်ပါဘူးပြောနိုင်တဲ့လောက်သိတဲ့လောက်မှတ်မိတဲ့လောက်အခုပြောနေတုန်းမှာစိတ်ကူးစမှာပေါ်လာတဲ့လောက်ကိုပြောမယ်မမေ့အောင်မှတ်ထားတာလေးတော့ရှိပါတယ်စာရွက်ထဲမှာနော်ပြီးတော့အခုပြောပြတဲ့အကြောင်းအရာကလည်းလူတိုင်းနေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စဖြစ်ပါတယ်ဘယ်သူမှလွဲလို့ရှောင်လို့မရတဲ့ကိစ္စဖြစ်နေတယ်နော်အဲ့တော့အရှိကြီးစကားပလင်ခံလိုက်တော့ဘာအကြောင်းပြောမလဲလို့စဉ်းစားတော့မယ်နော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကခွင့်လွှတ်ခြင်းဆိုတာကိုပြောချင်တာပါခွင့်လွှတ်ခြင်းနော်အင်္ဂလိပ်လိုဆိုရင် forgiveness အဲ့ဒါကိုပြောချင်ပါတယ်အဲ့တော့ဒီ forgiveness ကိုဘုံဘုံကဟောမယ်လို့စိတ်ကူးတော့ပြန်စဉ်းစားကြည့်ရတယ်ငါဘယ်လိုစိတ်ထားနဲ့ဟောမှာလဲအကြောင်းအရာတစ်ခုကိုဗဟုတာဖြစ်နဲ့ဖတ်ထားလေ့လာထားပြီးတော့နောက်တစ်ယောက်ကိုတွေးမိသမျှကိုပြောလိုက်တယ်လို့မျိုးပြောမှာလားဒီ forgiveness လို့ဆိုတဲ့ခွင့်လွှတ်ခြင်းဆိုတာကိုငါကိုယ်တိုင်တကယ်ကျင့်သုံးလို့ဖြစ်ပြီလားအဲ့ဒါကိုပြန်စဉ်းစားရတော့နော်ကိုယ်တိုင်မလုပ်နိုင်တဲ့ကိစ္စတစ်ခုကိုသူများကိုလုပ်ပါလို့ပြောရင်ဘယ်နဲ့နေမလဲမလေးနဲ့တော့ဘူးနော်ဗဇက်ပြောဖြစ်သွားမှာနော်ကိုယ်တိုင်ကခွင့်လွှတ်ခြင်းဆိုတာကိုတကယ်မကျင့်သုံးနိုင်တဲ့နဲ့ခွင့်လွှတ်ခြင်းကိုဟောနေမယ်ဆိုရင်ကောနော်ဗဇက်ပြောတဲ့ဖြစ်တော့မှာနော်အဲ့လိုဆိုရင်အင်္ဂလိပ်လိုအဲ့လိုလူသုံးတဲ့စကားလုံးတစ်လုံးရှိတယ် hypocrite လို့ခေါ်တယ်အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့လူနော် hypocrite လို့ခေါ်တယ်အဲ့တော့အဲ့လိုပြောမယ်လို့စိတ်ကူးတိုင်းကိုယ့်ဘဝကိုပြန်သုံးသပ်ရတယ်ငယ်ငယ်တည်းကဖြစ်ခဲ့ကြတာတွေကြုံခဲ့တာတွေကိုပြန်စဉ်းစားရတယ်ငယ်ငယ်တည်းကသူများကြောင့်ကိုယ်မှာစိတ်ဆင်းရဲခဲ့ရတာတွေအများကြီးရှိခဲ့ပါတယ်နော်အဲ့ဒါတွေပြန်စဉ်းစားရတယ်တော့မစဉ်းစားလို့မပေါ်ခင်တုန်းကတော့စိတ်ထမှာဘယ်လိုမှမနေဘူးနော်စဉ်းစားလို့ပေါ်လာတဲ့ခါမှာစိတ်ထမှာခံစားမှုလေးတွေရှိနေတယ်ဆိုတာကိုတွေ့ရတယ်feeling လေးတွေခံစားမှုလေးတွေရှိနေတာကိုတွေ့ရတယ်နော်အဲ့တော့ဘယ်သူတွေနဲ့ပတ်သက်တာတွေဖြစ်မှထင်တော့ကြည်ကြပြောနိုင်မလားဟုတ်တယ်နော်ကိုယ်နဲ့အမြဲတမ်းအတူတူနေရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အများဆုံးခံစားရပါတယ်နော်အဲ့တော့အဲ့ဒါလေးတွေကိုဘုံဘုံပြန်စဉ်းစားမိတယ်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုပြန်ကြည့်တယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားသေးတယ်လဲအဲ့တော့အခုကြုံလို့ပုံမှန်လင်းပဲဟို confession လို့ပဲခေါ်ရင်လည်းရပါတယ်နော်ရိုးရိုးသားသားနဲ့ဝန်ခံရမယ်ဆိုရင်ဒီဖုံဖုံကမိဘပေါ်မှာအကြီးအကျယ်မကြီးမနှက်ဖြစ်ခဲ့တဲ့သူပါနော်တချို့ဒီလိုအကြောင်းအရာလေးတွေကိုလည်းပဲကျုံလို့အရင်တုန်းကလည်းပြောပြပူပါတယ်နော်တစ်ခုနှစ်ခုလည်းမကပါဘူးအင်တန်များပါတယ်နော်အဲ့လိုမကြီးမနှက်ဖြစ်ခဲ့တဲ့ကိစ္စတွေထဲမှာဒီဖုံဖုံရဲ့အမှားတွေချွင်းချက်တွေအပြစ်တွေလည်းပါပါတယ်နော်ကိုယ့်ဘက်ကချွင်းချက်အမှားလုံးဝမရှိပါဘူးလို့တော့မဆိုလိုပါဘူးနော်ရှိပါတယ်ပါပါတယ်သို့တော့ကိုယ့်အမှားကြီးပါလို့ပြောရင်ကောနားထောင်လို့တော့ကောင်းပါပါနော်ငါပဲမှားတာပါသူများမမှားပါဘူးလို့ပြောလိုက်ရင်တော့နားထောင်လို့ကောင်းပါပဲနော်ဒါပေမဲ့တဘာဝကြလားလို့မေးရင်ကောတဘာဝမကြပါဘူး
ကိစ္စတစ်ခုပြဿနာတစ်ခုဖြစ်ရတာမှာကိုယ့်ဘက်ကမှားတာလဲပါမယ်သူ့ဘက်ကမှားတာလဲပါမှာပါအဲ့ဒါကိုမျက်မျက်တတ်ပြန်တွေးတတ်ဖို့လိုတယ်ကိုအကာအကွယ်ယူလွှမ်းကြည့်သွားရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ငါမမှားဘူးသူမှားတယ်လို့တွေးတော့မှာနော်ကိုအပြစ်တင်လွှမ်းကြည့်သွားရင်ဘာဖြစ်လဲဆိုတော့သူမမှားဘူးငါမှားတယ်လို့ဖြစ်သွားပြန်ရောနော်နှစ်ခုစလုံးကမကောင်းပါဘူးနှစ်ခုစလုံးကတကယ်လေးနဲ့တဲ့အတိအမြင်ကိုမပေးနိုင်ဘူးနှစ်ခုစလုံးကပြဿနာကိုတကယ်မဖြေရှင်းပေးနိုင်ဘူးပြဿနာကိုဖြေရှင်းပေးနိုင်မဲ့တကယ်ခွင့်လွှတ်ခြင်းဆိုတာကိုရနိုင်မဲ့အတိညာကိုမပေးနိုင်ဘူးနော်မလို့လို့ဆိုတော့ဒီခွင့်လွှတ်ခြင်းဆိုတာမှာသူတစ်ပါးကိုကြီးပဲခွင့်လွှတ်လိုက်ရုံနဲ့မရသေးဘူးနော်မိမိကိုယ်ကိုခွင့်လွှတ်ခြင်းဆိုတာပါမှဖြစ်မယ်အဲ့ဒါအမတန်အရေးကြီးပါတယ်အမတလေးနဲ့ပါတယ်နော်ကိုခွင့်မလွတ်နိုင်လို့ကိုပဲပြန်ပြီးတော့ဒဏ်ခတ်နေရတဲ့လူတွေအများကြီးရှိတယ်ကိုငါအတုံးမကြတော့ငါလူရမွန်းတော့ငါမကောင်းတော့ငါလူရုပ်မှာပဲငါလူဆိုးပဲဆိုတော့ကိုဒဏ်ခတ်ပြီးတော့အိမ်ထဲမှာအခန်းအောင်ပြီးတော့နေတဲ့လူတွေရှိတယ်နော်ဒါကြောင့်ကိုခွင့်လွတ်နိုင်ဖို့လည်းလိုတယ်အဲ့တော့ဘုံကြုံခဲ့တဲ့မိဘတွေနဲ့ပတ်သက်တာတခြားလည်းပဲဒဇင်းတွေနဲ့ပတ်သက်တာလည်းအချင်းချင်းတော့နည်းနည်းလောက်ပြောပြခြင်းပါတယ်နော်ခိုင်ငယ်တုန်းကအသက်အရွယ်16နှစ်လောက်ရှိမယ်ထင်ပါတယ်ဘုံရဲ့မိခင်ကဘုံကိုအလုပ်တစ်ခုခိုင်းတယ်အဲ့ဒီအလုပ်ကိုဘုံကလုံးဝမလုပ်ချင်ဘူးနော်ဘာလို့ဆိုတော့ဒီဘုံကငယ်တဲ့ကတော်တော်မာနကြီးတယ်သူခိုင်းတဲ့အလုပ်ကိုလုပ်ရရင်ကိုယ်မာနကိုတော်တော်ချရတော့မှာနော်အဲ့ဒီမာနကိုချရတဲ့အလုပ်ကိုဘုံကတော်တော်မလုပ်ချင်တာပဲနော်ထမင်းကနေတော့အငတ်ခံပြီးနေတယ်ငတ်နေတယ်လို့ဘယ်တော့မှမပြောဘူးနော်အဲ့လိုထမင်းတနတ်ပဲစားပြီးတနေ့ကုန်နေတယ်နော်တနတ်ကိုမစားဘူးမစားမှတမမသိစေရအောင်နော်အဲ့လိုမာနကြီးနဲ့နေခဲ့တာပဲနော်အဲ့တော့တရားဘက်ကနေကြည့်မယ်ဆိုရင်တော့မာနဆိုတာမကောင်းဘူးလို့ပြောလို့ရတယ်နော်ဒါပေမဲ့လောကီရေးဘက်ကနေကြည့်မယ်ဆိုရင်တော့တချို့ကိစ္စတွေမှာဘုံတော့ထင်ပါတယ်နော်ဒါဘုံရဲ့အထင်လို့ပဲပြောလိုက်ပါ my opinion လို့ဆိုရမှာနော်ဥထုဇဉ်တွေအနေနဲ့ရှိတဲ့မာနတော့ရှိမှကောင်းတယ်လို့ပြောချင်ပါတယ်နော်သူများစီကအလကားမလိုချင်ဘူးသူများစီကမတရားတစ်ဖြင့်ရအောင်မလုပ်ချင်ဘူးအဲ့ဒါမာနတစ်မျိုးပဲနော်မတောင်းချင်ဘူးအဲ့တော့အခုနလိုပဲမိခင်ကဘုံကိုခိုင်းတယ်အဲ့ဒီလောက်ကဘုံရဲ့မာနကိုတော်တော်ထိခိုက်မဲ့အလုပ်ဖြစ်နေတယ်ဖြစ်နေတော့ဘုံကအဲ့ဒါကိုမလုပ်ပါဘူးလို့ညင်းဆန်တယ်အတင်းအကျပ်ခိုင်းတယ်မလုပ်ဘူးလို့ပဲညင်းဆန်တယ်လုံးဝမလုပ်နိုင်ဘူးညင်းဆန်တော့ဘုံရဲ့မိခင်ကဘာလုပ်လဲဆိုတော့နေအိမ်ဘောကဆင်းသွားတယ်အဲ့လိုအိမ်ဘောကနှင်းချတယ်နော်သူစိတ်ဆိုးလို့ပြောတာပါနော်သူခိုင်းတာမလို့အကောင်းလားဆိုတော့ဘုံကလည်းမာနအင်တန်ကြီးတော့အဲ့ဒီစကားတခွန်းနဲ့ပဲအဲ့ဒီရနေတဲ့နေရာကနေပြောရင်တော့မှဘုံကမတ်တရရက်ပဲသူလည်းမတ်တအမေမိခင်ကလည်းမတ်တရရက်ပဲပြောနေတာအဲ့ဒီမတ်တရရက်နေရာကနေပဲလေကားပေါ်နေဆင်းသွားတာဘာမှမယူဖို့လည်းအခြေမရဘူးယူခြင်းနဲ့စိတ်လည်းမရှိဘူးဆင်းသွားပြီးတော့တငယ်ချင်းအိမ်မှာသွားနေတယ်ဘုံကပြန်မလာဘူးဘုံရဲ့မိခင်ကလည်းမာနတော်ကြီးတယ်သူကလည်းပြန်မခေါ်ဘူးနော်အဲ့တော့အမေပဲအခုဆင်းသွား9မိနစ်ကြာပြန်တက်လာရင်ကိုသူကမင်းပြန်ဆင်းသွားလို့ပြောမှလားမပြောပါဘူးနော်မပြောပါဘူးသူဘလောက်စိတ်ဆိုးဆိုးတကယ်ဆင်းသွားဒီပြန်မလာတော့ဘူးလို့ဆိုရင်တော့သူစိတ်မကောင်းဖြစ်မှာပဲနော်ဒါပေမဲ့ဘုံဘုံကလည်းမာနတိတ်ကြီးတော့ပြန်မလာဘူးနော်အမတွေညီတွေနမတွေတော်တော်စိတ်မကောင်းဖြစ်ကြတယ်သူတို့ကပြန်လာပါလို့ခေါ်တယ်ဒါပေမဲ့မိခင်ကပြန်လာပါလို့မခေါ်ဘူးမခေါ်တော့ဘုံဘုံမှာတငယ်ချင်းအိမ်မှာနေရတယ်နော်တငယ်ချင်းမိဘတွေကြွေးတာကိုစားရတယ်တငယ်ချင်းရဲ့အကိုရဲ့အင်ကြီးကိုစားတွေကိုငှားဝရတယ်အဲ့ဒါလဲတော်တော်မာနကိုထိပြီနော်တော်တော်ခါခက်နေပြီတော်တော်စိတ်ဆင်းရဲနေပြီဝင်ငွေမရှိဘူးနော်အဲ့တော့ဖြစ်တဲ့နည်းနဲ့ရအောင်ရှားတယ်ကိုယ့်အတွက်အသုံးဖို့ဒဇင်းစိမ့်နဲ့တွေးပြီးတော့တော်တော်ကိုခံပြင်းတယ်နော်တော်တော်ကိုနာကြီးတယ်အဲ့ဒီနာကြီးချက်ကဘယ်လောက်ပြင်းထန်သွားလဲဆိုတော့
တနေ့ငါအားငါကိုးနေတဲ့ချိန်မှာငါဘယ်တော့မှပြန်မလာတော့ဘူးနော်ငယ်ရွယ်တဲ့လူတွေမှာခံစားချက်တိတ်ပြင်းနေနော်အဲ့ဒါလို့ခံစားချက်ပြင်းပြင်းနဲ့ဆုံးဖြတ်ချက်ချလိုက်တာဟာတိတ်နဲ့ဆိုင်တယ်အဲ့ဒီလိုဆုံးဖြတ်ချက်မျိုးဟာမြဲသွားတတ်တယ်နော်နောက်မှဒါကိုဘုံဘုံမေ့သွားပါတယ်နော်မေ့သွားပြီးတော့နောက်တော့လည်းတဖြည်းဖြည်းနဲ့အိမ်ကိုပြန်သွားပါတယ်တော်တော်ကြာသွားတယ်ဒါပေမဲ့နောက်ပိုင်းကိုယ့်ဘဝကိုပြန်သုံးသပ်ကြည့်တော့အဲ့ဒီဆုံးဖြတ်ချက်အတိုင်းဖြစ်သွားတယ်လို့ပဲထင်ရတယ်နော်ကြာလီဝေးလီဖြစ်သွားတယ်အင်မတန်စိတ်မကောင်းစရာပါပဲနော်အဲ့တော့အဲ့ဒီလိုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရင်တုန်းကတော့တတိယတိုင်းမကျဉ်းနှံ့ဘူးခံစားချက်ကရှိနေသေးတယ်နော်နောက်မိဘနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုမကျဉ်းနှံ့တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဖုံဖုံကိုကြောင်းအပ်တော့အဖေလည်းမပါဘူးအမေလည်းမပါဘူးအင်းနီနာချင်းဆရာဝန်ကြီးတယောက်ကခေါ်သွားပြီးတော့ကြောင်းအပ်ပြီးတယ်စဉ်းစားတတ်တဲ့ရွယ်ကြတော့ငါ့ကိုကြောင်းအပ်တာဘာဖြစ်လို့ငါအဖေမပါတာလဲဘာဖြစ်လို့ငါအမေမပါတာလဲသူတို့မအားလို့လားမဟုတ်ဘူးမအားတာမဟုတ်ဘူးသူတို့အိမ်မှာရှိနေတယ်ဘာဖြစ်လို့မပါတာလဲအဲ့ဒါကိုတွေးပြီးတော့မကျဉ်းနိုင်ဘူးနော်သူတို့ကတော့သိမှာမဟုတ်ဘူးနော်အင်းကြီးနာချင်းတယောက်ကခေါ်သွားပြီးကြောင်းအပ်ပေးလိုက်တယ်ပြီးပြီသူကြောင်းနေရတာပဲဒါပေမဲ့သားသမီးရဲ့စိတ်မှာနော်ကိုမိဘကကုလက်ကလေးကိုဆွဲပြီးတော့ခေါ်သွားပြီးတော့ကြောင်းအပ်တာလေးကိုလိုချင်ပါတယ်ဒါတွေကိုမိဘတွေကိုတိတ်သဘောပေါက်စေခြင်းနဲ့နော်အဲ့ဒါလည်းပဲမကျဉ်းနှံ့ခဲ့ဘူးပြီးတော့ဒီဇိုင်းနဲ့ပတ်သက်တာဆိုရင်ဘုံဘုံတို့ကျောင်းကကျောင်းအုပ်ကြီးအရင်တော့ဆင်ပက်ထရစ်ကျောင်းလို့ခေါ်တယ်အခုတော့အမှတ်9အထက်ကလို့ခေါ်တယ်အဲ့ဒီကျောင်းကကျောင်းအုပ်ကြီးသူ့နာမည်တော့မဖော်ခြင်းတော့ပါဘူးနော်သူကနိုင်ငံသားလည်းဖြစ်ပါတယ်ဘုံဘုံမှာဘာအပြည့်မှမရှိဘဲနဲ့သူပြင်းပြင်းထန်ထန်အပြည့်တစ်ခုပေးတယ်အမှန်တော့ဒီပြည့်ကိုလုံကျူးတာနောက်တစ်ယောက်ဖြစ်နေတယ်နော်သူကဘုံဘုံကိုအထင်လွဲပြီးတော့အပြည့်ပေးတယ်နော်နောက်တော့ဒီဟာလွန်ကျူးတာဘယ်သူလဲဆိုတာတဖြည်းဖြည်းစုံစမ်းတော့ပေါ်ပါတယ်နော်တကယ်လို့တဲ့လူအမှန်ကိုပေါ်သွားတယ်နော်ပေါ်သွားတဲ့အချိန်မှာအဲ့ဒီလူကိုအပြစ်မပေးဘူးအကယ်၍နောက်တစ်ခါပေါ်သွားတဲ့ခါမှာတကယ်ပေါ်သွားတဲ့လူကိုအပြစ်ဒဏ်ပေးတယ်ဆိုရင်ဒီဘုံကကျဉ်းတတ်ပါတယ်နော်ငါ့ကိုအထင်မှားပြီးတော့အပြစ်ပေးတာတကယ်ပေါ်သွားတဲ့ခါမှာတကယ်လို့တဲ့လူကိုအပြစ်ပေးတယ်ဒါဆိုရင်ကိစ္စမရှိဘူးနော်တကယ်ပေါ်သွားတဲ့အချိန်မှာအဲ့ဒီလုတ်တဲ့လူကိုအပြစ်မပေးဘူးအဲ့ဒါကိုဘုံဘုံကတစ်လုံးခဲမကြည့်တယ်လို့ဖြစ်သွားတာအင်မတန်နာကြီးပါတယ်မတရားဘူး injustice နော်အဲ့ဒါကိုလည်းနှစ်ပေါင်းများစွာတတိယတိုင်းခဲမကြည့်ဘူးနော်တငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့လည်းပဲမကြည်မနှံ့ဖြစ်ခဲ့တာတွေရှိတယ်နော်လောင်တာပြောင်းတာနှိမ်တာနာမည်တွေအမျိုးမျိုးတက်ပြီးတော့ခေါ်တာတွေဒါလည်းရှိခဲ့ပါတယ်နော်အဲ့တော့အခုတရားဓမ္မတွေကိုလည်းစဉ်းစားစီခြင်းတယ်ကိုယ့်ဘဝမှာကိုယ့်ကိုတနည်းနည်းနဲ့စိတ်ဆင်းရဲအောင်ဖြစ်စေကိုယ်ဆင်းရဲအောင်ဖြစ်စေလုပ်ခဲ့မှုတဲ့သူတွေဘယ်လောက်များတယ်လဲနော်ပြန်စဉ်းစားကြည့်ပါအေးအေးဆေးဆေးစဉ်းစားပါနော်အခုချက်ချင်းတော့အကုန်လုံးပေါ်မှာမဟုတ်ဘူးနော်နောက်အချိန်ရတဲ့ခါအေးဆေးစဉ်းစားပါနော်မိဘဖြစ်ခြင်းဖြစ်မယ်နော်အဲ့ဒါကိုပုံပုံရေးထားပါတယ်မေ့သွားမှာဆိုလို့နော်ကိုယ်စိတ်ဆင်းအောင်လုပ်မိတဲ့လူတွေဟာဘယ်သူတွေလဲဆိုနော်ဘုံဘုံဒီမှာစဉ်းတက်ထားတဲ့ထဲမှာထိတ်ဆုံးမှပါနေတာဘယ်သူလဲသိလားမိဘ parents ဘာဖြစ်လို့လဲဘာဖြစ်လို့သူတို့ကထိတ်ဆုံးမှပါနေတာလဲအရင်ကြီးဆုံးဖြစ်တယ်မွေးကလေးကသူတို့ရင်ခွင်ထဲမှာနေခဲ့ရတာနော်ထိတွေ့မှုအများဆုံးဖြစ်တယ်နော်ပြီးတော့သူတို့စီကကိုယ့်အတွက်အများကြီးမျှော်လင့်ခဲ့တယ်နော်ကိုယ့်ချစ်တာကိုလိုချင်တယ်ကိုယ့်တန်ဖိုးထားတာကိုလိုချင်တယ်ကိုယ့်လိုအပ်တာလေးတွေစိတ်ချမ်းသာအောင်လုပ်ပေးတာလေးတွေလိုချင်တယ်မျှော်လင့်ခဲ့တယ်နော်ကိုယ့်ကိုသူတို့ကတနည်းနည်းနဲ့စိတ်ဆင်းရအောင်ကိုယ်ဆင်းရအောင်လုပ်မယ်လို့မမျှော်လင့်ခဲ့ဘူးနော်အဲ့ဒီမမျှော်လင့်ခဲ့တာတွေဖြစ်ရလို့ပို့ပြီးတော့လည်းခံစားရတယ်နော်နောက်ထပ်ဘယ်သူတွေဖြစ်နေသေးလဲနောက်ထပ်မိသားစုထဲမှာနော်ညီကိုမောင်နှမတွေနော်ညီကိုမောင်နှမချင်းအ
အပြိုင်ဆိုင်လောက်တာရှိတယ်နော်ဟို sibling rivalry လို့ခေါ်တယ်နော် sibling rivalry သူ့ကိုပို့ချစ်တယ်ငါ့ကိုပို့ချစ်တယ်နော်သူ့ကိုအခွင့်အရေးပို့ပေးတယ်ငါ့ကိုအခွင့်အရေးပို့ပေးတယ်ဆိုတော့နော်မိဘစီကမေတ္တာကိုအလူရရအောင်လုပ်တယ်အခွင့်အရေးတွေအလူရရအောင်လုပ်တယ်ဥပမာဘုံဘုံဆိုရင်ဘုံဘုံရဲ့မိခင်ကဘုံဘုံရဲ့ညီကိုမုန်းဖို့အများကြီးပေးတယ်ဘုံဘုံကမာနကြီးတော့မတောင်းဘူးဘုံဘုံရဲ့ညီကတော့ရံဖြစ်ပြီးတော့လူပြီးတော့အိတ်ထဲကိုလက်နဲ့နှိုက်ပြီးတော့ယူသွားတာပဲဘုံဘုံကမရှိရင်လည်းမပြောတော့မရဘူးဒါပေမဲ့ကိုကမပြောလို့မရတာကိုပဲမကြည်မနှံ့ဖြစ်နေတာနော်စဉ်းစားကြည့်လူရဲ့စိတ်ကနော်မကျင်တတ်တဲ့ဆရာကိုရှားပြီးတော့တွေးတာပဲသူကလူယူတယ်ဓမြတက်ယူတယ်ပဲဆိုတော့နော်ခိုးယူတယ်သူရတယ်ငါကမတောင်းဘူးမတောင်းတော့မရဘူးအဲ့ဒါစိတ်ကမှဘယ်လိုတွေးလဲဆိုတော့တောင်းနေဖို့လိုသေးလားမတောင်းမနဲ့ပေးပါလားနော်ဒီလိုတွေးတတ်တယ်နော်ဒါတိတ်တဘာဝကြပါလေလူတိုင်းဒီလိုပဲတွေးမှာပါပဲနော်အဲ့တော့မြေကွန်မန်မနဲ့ပတ်သက်ပြီးတော့မကျင်နာမှုတွေရှိတတ်တယ်နော်ပြီးတော့မိဘတွေဘက်ကပြန်ကြည့်ရင်သားသမီးကြောင့်စိတ်ဆင်းရတယ်ဆိုတာနော်သားသမီးကြောင့်တချို့ဆိုပစ္စည်းဥစ္စာတွေကိုခိုးတယ်ဖြုံးတယ်သားသမီးရှိတယ်နော်တချို့သားသမီးကြောင့်ဂုဏ်သိက္ခာမိဘမှာထိခိုက်သွားတာတွေရှိတယ်သားသမီးကြောင့်မိဘစိတ်ဆင်းရတာလည်းအများကြီးရှိပါတယ်နော်သားသမီးဆိုတဲ့ထက်မှာမွေးစားသားသမီးပါထည့်မှရမယ်နော်နောက်တစ်ဆင့်ဆိုရင်ဘယ်သူတွေလဲဆွေမျိုးသားချင်းတွေပါပြီနော်ရင်းတဲ့လူတွေကပို့ပြီးတော့ကိုယ့်ရဲ့စိတ်ကိုပြင်းပြင်းထန်ထန်ခံစားမှုဖြစ်စေတယ်နော်ဆွေမျိုးသားချင်းတွေဦးကြီးတွေပတ်ကြီးတွေအတော်တွေတဝန်းခွဲတွေနှဝန်းခွဲတွေနော်ပြီးတော့လင်မယားနော်အိမ်တော်ဘက်တွေတယောက်ကိုတယောက်အင်မတန်ချစ်ပါတယ်ဆိုတဲ့လူတွေကပဲတယောက်ကိုတယောက်အင်မတန်ကြီးမားတဲ့စိတ်ဆင်းရဲမှုတွေကိုပေးမိရတာဖြစ်နေတယ်လုံးမိရတာဖြစ်သွားတယ်နော်တခါတလေမရည်ရွယ်ပဲနဲ့လည်းဖြစ်တတ်ပါတယ်ဒါတွေကသူမျောလင့်တာကတစ်မျိုးကိုမျောလင့်တာကတစ်မျိုးမျောလင့်လို့ဖြစ်မလာဘူးနော်အဲ့တော့ဒီထဲမှာတခါအဖိုးဖွားတွေပါထဲမှာရမယ်တချို့ကအဖိုးဖွားနဲ့အတူတူနေတယ်တချို့တပိလေးတွေဆိုသူတို့အဖိုးဖွားနဲ့ပတ်သက်ပြီးတော့ခံစားခဲ့ရတာတွေကိုပြောပြတယ်အဖိုးဖွားဆိုတော့လည်းအမှန်တော့မိဘပါပဲသူတို့ရင်ငယ်ထဲမှာကြီးခဲ့ရတာပဲသူတို့ရဲ့ဆုံးမတွင်တင်မှုတွေလည်းရတယ်သူတို့ရဲ့ပြုစုစောင့်ရှောက်မှုတွေကိုလည်းရပါတယ်နော်သူတို့ရဲ့တချို့ကိစ္စတွေမှာကိုယ်ကိုအလွန်အကျွံပြောခဲ့တာဆိုခဲ့တာတွေကြောင့်လည်းပဲသူတို့ကိုထိခိုက်ခဲ့ရတယ်ဝန်းနေခဲ့ရတယ်နာကျည်းခဲ့ရတာတွေနော်ရှိမှာပါပဲနော်နောက်တစ်ဆင့်သွားရင်ဘယ်သူတွေလဲဆိုတော့တငယ်ချင်းတွေចောင်းနေဘက်တွေနော်ကစားပေါ်ကစားဘက်တွေချစ်ရခင်းရတဲ့သူတွေကိုယ့်ဘဝမှာအဖော်ဖြစ်နေတဲ့သူတွေနော်ကိုယ့်ဘဝမှာအဖော်ဖြစ်တဲ့သူကပဲကိုယ့်ကိုဒုက္ခအများဆုံးပေးနေတာနော်ကိုယ့်ကိုတခါမှမမြင်ဘူးမကြားဘူးတဲ့သူကိုယ်နဲ့လုံးဝမသိတဲ့လူကကိုယ့်ကိုစိတ်ဆင်းရအောင်လုပ်ပါတယ်ဆိုတာဘယ်နှခါများကြုံဘူးတလဲအင်တန်ရှားမှာပါနော်မကြုံဘူးတော့ပဲမနော်ကိုယ့်ကိုစိတ်ဆင်းရအောင်လုပ်တဲ့ဆိုတာဘယ်သူလဲဆိုတော့ကိုယ်နဲ့နေ့စဉ်ထိတွေ့နေရတဲ့လူတွေပဲနော်အဲ့တော့တငယ်ချင်းတွေကစားပေါ်တွေကြောင်းနေတတ်တယ်ကဲနောက်တစ်ဆင့်ဆိုရင်ဘယ်သူတွေဖြစ်မယ်ထင်လဲကိုယ့်အကူစဉ်းစားပြီးပြောကြည့်ပါဦးလှုပ်ဖို့ကံတတ်တယ်နော်လူကကြီးလာပြီအလုပ်လုပ်ပြီနော်စက်ယုံတို့အလုပ်ယုံတို့ကြောင်းတို့တခြားဈေးရောင်းတဲ့လူဆိုလည်းပဲစံနီးနာချင်းတွေကိုယ်စီကရောင်းတဲ့ကိုကရောင်းရတဲ့လူတွေကိုကပြန်ဝယ်ရတဲ့လူတွေနော်လှုပ်ဖို့ကံတတ်တယ်သူတို့နဲ့နေ့စဉ်ထိတွေ့နေရတယ်နော်သူတို့ကြောင့်ကိုယ်မှာအကျိုးစီးပွားဖြစ်ထွန်းတာလည်းရှိတယ်သူတို့ကြောင့်ပဲကိုယ်မှာအကျိုးစီးပွားထိခိုက်သွားတာနဲ့သွားတာလည်းရှိမှာပဲနော်နောက်တစ်ခုကတော့ကိုငယ်လုံးကကြောင်းနေခဲ့တဲ့ဆရာဆရာမတွေနော်ပြီးတော့အလုပ်ထက်မှလည်းပဲကိုယ့်အထက်ကလူကြီးဆိုတာကိုယ့်ဆရာပါပဲနော်သူလည်းပဲဆရာထဲမှာထည့်လိုက်လို့ကြောင့်ကိုယ့်ဆရာတွေနော်နောက်တစ်ဆင့်ဆိုရင်ကိုယ်နဲ့ရင်းနှီးတာတော့မဟုတ်ဘူးဒါပေမဲ့တွိုင်းလိုင်းနဲ့မတော်တဆကြုံမိတဲ့လူတွေအများကြီးရှိတယ်ဥပမာဘတ်စကားဆင်းရင်းနဲ့ကြုံရတဲ့လူတွေရှိမယ်နော်လမ်းပေါ်မှာလမ်းလျှောက်တွိုင်းနဲ့ကြုံတွေ့ရတဲ့လူတွေလည်းရှိမှာပဲနော်သူတို့ကြောင့်လည်းပဲတခါလေသူတို့ကပြောလို့ဆိုလို့ဖြစ်စေတခုခုလုံးမိလို့ဖြစ်စေကိုယ်မှာစိတ်ဆင်းရဲသွားတာမျိုးပါရှိတတ်ပါတယ်နော်နောက်တစ်ဆင့်သွားမယ်ဆိုရင်ဘယ်သူရဲ့လို့ပုဂ္ဂိုလ်ကိုလက်ညှိုးထိုးလို့တော့မရဘူးသူတို့တော့အဖွဲ့အစည်းတစ်ခုခုကြောင့်ကိုယ်မှာ
ထိခိုက်သွားတာနှိမ့်လာသွားတယ်လည်းပဲရှိတယ်နော်ဘယ်သူဆိုတာနာမည်တက်လို့မရဘူးကဲနောက်ဆုံးတယောက်တော့ခြံထားတယ်အဲ့ဒါဘယ်သူဖြစ်မယ်ထင်တော့ကိုပဲနော်ကိုဟာကိုပဲမလုတ်တင်တာတွေလုံမိလို့ကိုကြောင့်ပဲကိုဟာကိုပြန်ဒုက္ခရောက်သွားတာတွေအများကြီးရှိပါတယ်အဲ့လိုကြောင့်ပဲကိုပဲယူကျုံမရဖြစ်ပြီးတော့အပြစ်တင်လို့မဆုံးနိုင်ဘူးနော်ငါအသုံးမကြောက်ငါအလကားပဲငါညာမရှိဘူးငါမှားတယ်ကိုဟာကိုပဲပြန်ရှေ့ရတာတွေရှိတယ်နော်အဲ့တော့အဲ့ဒီလူတွေအားလုံးကိုနားလည်ဖို့နဲ့ခွင့်လို့ဖို့လိုတယ်နော်သူများကလည်းခွင့်လို့ဖို့လိုတယ်ကိုလည်းခွင့်လို့ဖို့လိုတယ်နော်အဲ့တော့ဒီလူတွေကြောင့်စိတ်ဆင်းရတယ်ဆိုတာဘာကြောင့်လို့ဆိုတော့တဲ့နော် they are the people whose love approval and acceptance you treasure နော် treasure ဆိုတာတန်ဖိုးထားတာနော်သူတို့ကြောင့်ကိုယ်မှာစိတ်ဆင်းရဲတာဘာလို့ဖြစ်လဲဆိုတော့သူတို့ရဲ့ချစ်ခင်မှုသူတို့ရဲ့အတိမတ်ပြုမှုသူတို့ရဲ့လက်ခံမှုကိုကအင်တန်တန်ဖိုးထားတယ်အင်တန်လိုချင်တယ်အင်တန်မျှော်လင့်ပါတယ်နော်မိဘရဲ့ချစ်ခင်မှုမိဘရဲ့တန်ဖိုးထားမှုမိဘရဲ့လက်ခံမှုကိုလိုချင်တယ်အဲ့ဒါကိုမရရင်စိတ်ဆင်းရဲတော့မှာပဲနော် They are the ones with whom you have shared the most intimate facts of who you are နော်ကိုယ့်ဘဝမှာတွေ့ရတာတွေကြုံရတာတွေကိုစဉ်းစားတာတွေတွေးခေါ်တာတွေကိုခံစားရတာတွေကိုသူတို့ကိုအများဆုံးပြောပြခဲ့ပါတယ်ကိုယ့်ဘဝနဲ့သူတို့ဘဝကိုမျှလိုက်တာပါနော်ကိုယ့်ဘဝကိုမျှပေးနေရတဲ့သူတွေဖြစ်နေတယ်သူတို့ကဒါကြောင့်သူတို့ကကိုယ့်ကိုတစ်ခုခုလှုပ်လိုက်ရင်ကိုယ်မှပိုခံရတယ်နော်ချစ်တဲ့သူကလှုပ်တာကိုပိုခံရတယ်နော် What's more နော်ဒီထက်ပိုပြီးဆိုတာကဘာလဲဆိုတော့You do not expect them to hurt you သူတို့ကကိုယ်ကိုဒုက္ခပေးလိမ့်မယ်လို့စိတ်ဆင်းရဲအောင်ကိုယ်ဆင်းရဲအောင်လုပ်လိမ့်မယ်လို့မမျှော်လင့်ဘူးနော်အဲ့ဒီမမျှော်လင့်တာဖြစ်လာတော့ပိုပြီးယူကျုံမရဖြစ်တယ်နော် There is always an element of shock when they do နော်ကိုမမျှော်လင့်မဲ့နဲ့ဥပမာဆိုတော့ဘုံရဲ့အမိခင်ကအိမ်ဘွားဆင်းသွားလို့ပြောတာကိုနားတော်ကိုမယုံနိုင်ဘူးဒီလိုပြောလိမ့်မယ်လို့တစ်သက်လုံးတစ်ခါမှမမျှော်လင့်ခဲ့ဘူး shock ဖြစ်သွားတာပဲလားနော်အဲ့တော့တခါတလေမိဘတွေကအသားသမီးကိုကောင်းစေခြင်းလို့ပြောတာလည်းရှိတယ်နော်သူတို့ရဲ့စေတနာကတော့မှန်ပါတယ်နော်ဒါပေမဲ့တခါတလေသူတို့ရဲ့တွေးပုံခေါ်ပုံအတိအမြင်ကမပြည့်စုံတာပါမယ်နော်ဒါကြောင့် unfortunately in their efforts to mold and shape you into the best son or daughter you could possibly be, they constantly bombarded you with negative criticisms. ကိုသူတို့ရဲ့အမြင်မှာအကောင်းဆုံးသားတစ်ယောက်အကောင်းဆုံးသမီးတစ်ယောက်ဖြစ်လာပါစေဆိုတဲ့စေတနာနဲ့နော်ကိုသူတို့ကအများကြီးဆုံးပါတယ်အဲ့လိုဆုံးမတဲ့ခါမှာတခါလေသူတို့မျက်လုံးဖြစ်မလာရင်မင်းခွေးဖြစ်မဲ့ကောင်မင်းအသုံးမကျဘူးမင်းဘယ်တော့မှလူတို့လူမဖြစ်တော့ဘူးနော်သူများသားသမီးကြီးဘယ်လောက်တော်လဲမင်းဘာအသုံးကျလဲမင်းအလကားပဲနော်အဲ့ဒါလို့ကိုယ်တနေ့လည်းမဟုတ်တနေ့လည်းမဟုတ်နော်နေ့စဉ်လိုခဏခဏပြောနေလို့ရှိရင်ကြာတော့ငါမိဘငါ့ကိုတန်ဖိုးမထားဘူးငါမိဘငါ့ကိုအထင်မကြီးဘူးငါမိဘငါ့ကိုမချစ်ဘူးငါကြောင့်သူတို့ရှက်နေပါပြီငါကြောင့်သူတို့ဂုဏ်သိက္ခာတွေထိခိုက်ကုန်ပါပြီအဲ့လိုတွေးပြီးတာသမီးမှာအင်တန်ခံစားရပါတယ်နော်မင်းကလေးတယောက်သူ့အမေကခေါ်လာလို့ဘုံဘုံစီရောက်လာတယ်သူ့အမေကသူ့သမီးကို10တန်းမှာဂုံလူးတွေ9ဘာသာ6ဘာသာလောက်ရအစီချင်တယ်ရအောင်ဆိုတော့လေကျူရှင်တွေအများကြီးပေးတယ်အတင်းတွန်းတယ်ဒီကလေးကစမွဲဖြေတော့ဂုံလူး2ဘာသာပဲရတယ်နော်သူတက်တဲ့လောက်ကြိုးစားပါတယ်ဒါပေမဲ့2ဘာသာပဲရတော့သူ့ဘာအကြီးကျယ်မကြည်မနာဖြစ်တော့ကလေးကအဲ့ဒါနဲ့စိတ်ဆင်းရဲပြီးတော့နောက်ဆုံးစိတ်မမှန်တော့စိတ်နောက်သွားတယ်ဘုံဘုံစီခေါ်တော့ဒီကလေးကပထမတော့စကားမပြောဘူးနောက်တော့တဖြည်းဖြည်းနဲ့ပြောရင်နဲ့ဘာပြောလဲဆိုတော့တပည့်တော်ကမိဘတွေကိုစိတ်ချမ်းသာအောင်လုပ်မပေးနိုင်ဘူးအဲ့ဒီစကားကိုထပ်ခါပြောနေတယ်နော်အဲ့တော့သားသမီးမှာဒီလောက်ငယ်ရွယ်တဲ့အရွယ်လေးမှာနော်
မိဘကိုစိတ်ချမ်းသာအောင်လုပ်ပေးရမယ်တာဝန်ကြီးကိုယူထားရတယ်ဆိုတာကလေးနဲ့မတန်တဲ့တာဝန်ကြီးဖြစ်သွားပါပြီကလေးဟာသူ့ဟာသူစိတ်ချမ်းသာအောင်နေတတ်ဖို့ပိုအရေးကြီးပါတယ်နော်အဲ့တော့မိဘစိတ်ချမ်းသာဖို့ရတာသမီတာဝန်လို့မထင်ပါနဲ့အင်မတန်အသက်ကြီးသွားလို့တိတက်တဲ့အရွယ်ရောက်သွားရင်တော့လည်းပဲဒါတစ်မျိုးစဉ်းစားရမှာနော်ငယ်ရွယ်တဲ့အချိန်မှာဒီတာဝန်တာသမီတာဝန်မဟုတ်ဘူးအဲ့တော့ဒီလိုလည်းပဲစေတနာနဲ့လုပ်ပေမဲ့လည်းပဲဖြစ်သွားတတ်တယ်နော်You may have tried hard to please them နော်တာသမီမှာမိဘကငါ့ကိုချစ်မှာမိဘကငါ့ကိုချစ်အောင်ဆိုပြီးတော့ကြိုးစားပါတယ်နော်အဲ့တော့မိဘရဲ့ချစ်ခင်မှုတန်ဖိုးထားမှုအတိအမှပြုမှုကိုရခြင်းလို့တန်လောက်ကြိုးစားတယ်နော် You may have tried hard to please them to wring from them some small word of praise မိဘကချီးမွမ်းတယ်လို့ခြင်းနဲ့ငါသားကတော်လိုက်တာငါသမီးလေးကတော်တယ်ငါသားကစဉ်းစားတတ်တယ်ငါသမီးကစဉ်းစားတတ်တယ်ဟောငါသမီးစဉ်းစားတာလေးတွေးခေါ်တာလေးတွေကဆုံးဖြတ်တာလေးတွေကမှန်တယ်ဟောငါသားကရှင်းနောက်မျှော်မြင်တတ်တယ်ချင်းချင်းတတ်တယ်သူ့ကိုကိုယ်ကိုတွေးတတ်တယ်ဟောရှင်းနောက်ရေးကိုတွေးတတ်တယ်စသဖြင့်ပေါ့မိဘစီကချင်းမွန်းတဲ့စကားလေးတစ်ခွန်းလောက်ကိုအင်တန်လိုချင်ပါတယ်ဒါသမီးနော် But no matter what you did or how well you did it you were told you could do even better တို့တော့ဘလောက်ကြိုးစားဒီချို့မိဘတွေကဘယ်လိုပြောလဲဆိုတော့ဒါလောက်နဲ့တော့ကျင့်တတ်စရာမဟုတ်သေးဘူးဒါလောက်နဲ့မကျင့်တတ်နိုင်သေးဘူးဒီတက်ပို့ကြိုးစားရမယ်မိဘတွေဘက်ကတွေးရင်တော့ဘယ်လိုတွေးမလဲဆိုတော့ဒါကသူ့ကိုပို့ပြီးတော့တော်စေခြင်းလို့ပြောတာအဲ့တော့ကိုသားသမီးကိုအကဲခတ်ဖို့လိုတယ်သူဘယ်လောက်တတ်နိုင်တယ်လဲဆိုတာနော်သူတတ်နိုင်ရင်လည်းပြင်းနေတယ်ဆိုရင်တော့သူ့ကိုအားပေးပါနော်တခါတည်းလည်းအများကြီးပဲသူ့ pressure ပေးတင်ပေးရမယ်သူမတတ်နိုင်ပါလျက်နဲ့အတင်းလောက်ခိုင်းရင်တော့ burn out ဖြစ်သွားမယ်နော်ခုနကလေးလိုပဲသူအင်တန်ကြိုးစားပေမဲ့သူမှန်းတဲ့9ဘာသာ6ဘာသာကုန်သူမရဘူး2ဘာသာပဲရပြီးတော့သူ burn out ဖြစ်သွားပြီးတော့စိတ်နောက်သွားတယ်နော်တနည်းနဲ့နော်စိတ်ဆင်းအောင်လုပ်မိတာဒီမှာဘယ်နဲ့နီးနဲ့စိတ်ဆင်းအောင်လုပ်လို့ရတယ်လဲလုပ်မိတတ်တယ်လေအဲ့ဒါလေးနည်းနည်းစဉ်းစားဖို့ကောင်းတယ်နော်နီးပေါင်းဘယ်လောက်နဲ့လုပ်လို့ရတယ်လဲဆိုတာအဲ့ဒီမှာဒီမှာမှတ်ထားတော့9ခုတွေ့တယ်နော်ကိုယ့်ဟာကိုယ်လည်းပဲနောက်ထပ်ဖြည့်ပြီးတော့စဉ်းစားကြည့်ပါနော်အဲ့ဒီထဲမှာပထမတစ်ခုကဘာလဲဆိုတော့ disappointment ကိုမျောလင့်တယ်လို့ဖြစ်မလာလို့စိတ်ဆင်းရဲရတယ်နော်တခုခုမိဘစီကလိုချင်တယ်ညီကိုမောင်နှမစီကလိုချင်တယ်နော်တကယ်ချင်းနေစီကလည်းဖြစ်ချင်းဖြစ်မယ်နော်ဆရာသမားစီကဖြစ်ချင်းလည်းဖြစ်မယ်အလုပ်ထက်မှတွေ့ရတဲ့ကိုယ့်ရဲ့အထက်လူကြီးကိုယ့်အထက်ကဆရာစီကလည်းဖြစ်ချင်းဖြစ်မယ်တခြားလူတွေစီကလည်းဖြစ်မယ်နော်သူတို့စီကကိုကရသင့်တယ်လို့တွေးထားတယ်နော်ငွေကြီးဖြစ်ချင်းဖြစ်မယ်ပစ္စည်းဖြစ်ချင်းဖြစ်မယ်အတိမပြုမှုဖြစ်ချင်းလည်းဖြစ်မယ်ဘယ်လိုဖြစ်ပေါ့အလုပ်ထက်မှဆိုရင်ကိုကအခွင့်ယူဖို့ခံစား권ရှိပါလင်းနဲ့ခွင့်မရတာမျိုးလည်းဖြစ်ချင်းလည်းဖြစ်တတ်တယ်နော်အဲ့တော့ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကရနိုင်တယ်ရသင့်တယ်လို့မျှော်လင့်ထားတယ်အဲ့ဒါကိုမပေးဘူးတောင်းလည်းမပေးဘူးဆိုပါတော့အဲ့လိုမပေးလို့ရှိရင် disappointment ဆိုတာဖြစ်တယ်နော်စိတ်ပြတ်သွားတယ်အဲ့တော့လူတယောက်ကိုသူရတဲ့တာသူ့ကိုမပေးဘဲနဲ့ထားတာလည်းပဲသူ့ကိုနှိပ်စက်တာပဲအဲ့ဒီရတဲ့ကိစ္စဟာငွေကြီးတို့ဘာလို့ဖြစ်လာမယ်ဆိုရင်သူ့ရဲ့စာဝတ်နေရေးပါထိခိုက်သွားမယ်အဲ့တော့သူ့ကိုစိတ်ဆင်းရဲနေမကဘူးနော်ကိုယ်ဆင်းရဲမှုပါဖြစ်သွားအောင်လို့သူတို့ဖြစ်သွားမယ်သူတခုခုအလုပ်ကိုကြိုးစားလို့အဆင်ပြေသွားတယ်အောင်မြင်သွားတယ်ဆိုရင်အဲ့ဒါကိုအတိမပြုသင့်တယ်နော်အဲ့လိုအတိမပြုမှုကိုမရလို့ရှိရင်စိတ်ဆင်းရဲသွားတယ်ငါတော့ကြိုးစားပါလျက်နဲ့ငါလောက်တာကိုအတိမမပြုဘူးအဲ့တော့ပေးတဲ့အခွင့်အရေးကိုမပေးတာနော်ရတဲ့ခံစားခွင့်ကိုမခံစားရတာအဲ့လိုမရတဲ့အတွက်ကြောင့်စိတ်ပြတ်တယ်နော်ပြီးတော့ rejection ကိုနေရာမပေးတာအတိမမပြုတာကိုယ်ကိုပယ်တာအဲ့တော့မိဘလည်းဒီလိုလုံးမိတတ်တာရှိတယ်နော်ရ
ဒီကိုမနှမချင်းလုံးမိတာလည်းရှိမယ်အလုပ်ထဲမှာလည်းဒါမျိုးတွေကြုံရမှာပဲဟိုတပည့်တယောက်ဆိုဘယ်လိုပြောလဲဆိုတော့အရေးချင်းချင်းတူတူပဲတဲ့သူကပဲအလုပ်ကိုပူအောင်ကြိုးစားပြီးလုပ်ပါတယ်ဒါပေမဲ့ယာတုတိုးမဲ့အချိန်ကြတဲ့ခါကျတော့သူ့တိုးမပေးဘူးအကြီးအကျယ်စိတ်ဆင်းရဲပြီးတော့ depression ကြီးကျယ်ဖြစ်သွားတယ်အတိတ်တွေကသူကြိုးစားတော့အတိတ်မှမပြုတ်ဘူးသူ့ကိုဟိုလူနဲ့ရှင်လိုက်တဲ့ခါမှာဟိုလူလောက်မဲ့မတော်ဘူးလို့ပြောတယ်လို့ဖြစ်သွားတယ်ဒါကတယောက်နှစ်ယောက်မဟုတ်ဘူးနော်လူတိုင်းတစ်ချိန်မှုတ်တစ်ချိန်တွေ့ကြုံခံစားရမယ့်ကိစ္စတွေဖြစ်ပါတယ်ဒီလိုကိစ္စတွေကြောင့်စိတ်ထဲမှာနာကျင်မှုတွေအများကြီးဖြစ်မှာပဲပမာပြည်မှာလည်းဖြစ်တယ်နိုင်ငံခြားမှာလည်းဖြစ်တယ်ဒါတွေကြားရပါတယ် now abandonment ဆိုတာစွန့်ပစ်လိုက်တာတချို့မွေးကစားကလေးလေးကိုအများအိမ်မှာစတာလေးတစ်စောင်ရေးပြီးတော့အများအိမ်မှာတော့စွန့်ပစ်လိုက်တယ်အဲ့လိုဟာတွေကြားရတယ်နော်တချို့ကတော့စွန့်ပစ်တာတော့မဟုတ်ဘူးပေးပစ်လိုက်တာသူများကိုမွေးစားဖို့ပေးလိုက်တယ်တချို့ကြတော့လည်းပဲဒီတိုင်းမထားခဲ့တာပဲဆိုတော့အဲ့လိုဟာတွေလည်းရှိနေတယ်နော်ridicule လှောင်တာပြောင်တာတယောတာဒါလည်းပဲတော်တော်ခံစားရတယ်နော်ဥမာတချို့ဝရတဲ့ကလေးကိုအဲ့ဒီဝရတာကိုပဲလှောင်နေပြောင်နေနော်အသားမင်းလည်းပဲမဲလို့ဆိုပြီးလှောင်နေပြောင်နေဒီလိုမိဘကိုယ်တိုင်ကတခါလေချစ်စနိုးလေးခေါ်ပြီးတော့လှောင်နေပြောင်နေတမန်သားသမီးကခါရတယ်ရှက်တယ်နော်တကယ်ချင်းချင်းကလည်းလှောင်နေပြောင်နေနော်ဒါလည်းပဲခံစားမှုတော်တော်ပြင်းနေအဲ့လိုခါတဲ့ခါမှာရှက်ပြီးတော့တခါလေလူတော်တဲ့မတွေးကျင်တော့ဘူးလူကြားတဲ့မတွားကျင်တော့ဘူးနော်ကိုယ့်ရဲ့ကိုပြန်မြင်ပုံဟာထိခိုက်သွားတယ် self image ထိခိုက်သွားတယ်နော်အဲ့တော့အဲ့လိုကြောင့်ပဲကိုယ့်ဘဝမှာတိုးတက်မှုတွေကြီးပွားမှုတွေလည်းပဲမရတော့တာလည်းပဲဖြစ်နိုင်တယ်နော်နောက်တစ်ခုက humiliation ဒါတော့တူတူပါပဲနော်အရှက်ခွဲလိုက်တာနော်ဂုဏ်သိက္ခာချတာအဲ့တော့လူတစ်ယောက်ကိုထိခိုက်အောင်လုပ်တဲ့ဆိုတဲ့နေရာမှာဂုဏ်သိက္ခာကြအောင်ပြောတာဆိုတာလည်းပဲပါတာပါပဲနော်သူ့အရှက်ခွဲတယ်သူ့ကိုဂုဏ်သိက္ခာကြအောင်ဘေးမှာပြောတယ်ပါးစပ်နဲ့မပြောတော့စာနဲ့ရေးနေရတယ်နော်ဒီမှာစာဆောင်တွေဘာတွေထဲမှာသူများအကြောင်းတွေထည့်ရေးလိုက်တယ်ဂုဏ်သိက္ခာကြတော့ပြီးတော့ betrayal ဆိုတာနော်တစ္ဆာဖောက်တာတယောက်ပေါ်တယောက်စောင့်စည်းရမှာကိုမစောင့်စည်းဘူးမယိုးသားဘူးဒါကတော့လင်မယားချင်းမှာဖြစ်တာတော်တော်များတယ်နော် betrayal သူနဲ့အတိတ်ပဲချင်းတိတ်မကွာဘူး deception လှည့်တယ်ပတ်တယ်လိမ့်တယ်ညာတယ်မျိုးမျိုးအဲ့တော့လှည့်တာပတ်တာကိုခါရလူဟာမတိသေးခင်မှာတော့ကိစ္စမရှိဘူးတိသွားလို့ရှိရင်တော်တော်ခန်းခက်တယ်လားနော် abuse ဆိုတာတော့ရိုက်တာနှက်တာလည်းပါသွားတယ်နော် physical abuse နော် mental abuse လည်းပါပါတယ်နော်အဲ့တော့ဥမာဒုံနဲ့ရိုက်တယ်လက်သီးနဲ့ထိုးတယ်ပါရိုက်တယ်ဒီလိုဟာတွေရှိတယ်နော်ပြီးတော့မိနဲ့ရှူတာလည်းရှိတယ်ဆက်လိပ်မိနဲ့တူတယ်ကြားရတော့ဟိုတလောကနော်တယောက်နဲ့တယောက်အဲ့လိုပဲဆက်လိပ်တောက်နေတော့ဆက်လိပ်မိနဲ့တော့တူတယ်လက်မောင်းမှာလောင်သွားတာပဲနော်တချို့ကကန်လှုပ်တယ်ကန်ပြီးတော့လှုပ်ပစ်တယ်တွန်းချလိုက်တယ်လှဲချလိုက်တယ်နော်အဲ့ဒါကြားရလို့ကလေးလေးတယောက်ကိုသူ့အဖိုးကအဲ့လိုလုပ်တာငိုလုံးတာကိုတိတ်ခိုင်းတာမတိတ်လို့ဆိုပြီးကလေးကိုကန်ပြီးတော့လှုပ်ပစ်လိုက်တာနော်အခန်းအကျေကြီးမှာကလေးကဟိုဘက်အခန်းတောင်းထီအောင်လွတ်သွားတယ်အဲ့ဒီကလေးကကြောက်ပြီးတော့စကားမပြောတော့ဘူးသူ့အဖိုးပြင်စကားမပြောတော့ဘူးနော်အကြောက်လွန်သွားတာနော်အဲ့တော့တနည်းနည်းနဲ့ကို့မှာအဲ့လိုခါပြီးဆိုရင်နော် abuse damaged our self esteem ခါလူကသူ့ကိုယ်သူပါထင်သေးသွားတယ်အဲ့ဒါတော်တော်အရေးကြီးတဲ့အချက်ပဲနော်ကိုပါအထင်သေးသွားတော့ခါကြတော့ကိုကောင်းတာတွေကိုလုပ်ဖို့ရတတ္တိမရှိတော့ဘူးကောင်းတာတွေကိုမျှော်လင့်ဖို့ရတော့မှအမြဲတမ်းမထားခြင်းတော့အဲ့တော့အဲ့လိုနီးမျိုးမျိုးနဲ့စိတ်ဆင်းရဲမှုတွေကကျွမ်းတတ်တယ်ကိုယ့်အကူချဲ့ပြီးတော့စဉ်းစားကြည့်ပါဦးနော်အခုပြောချင်တာကနော်ခွင့်လွှတ်ခြင်းဆိုတာကိုပြောချင်တာဆိုတော့ခွင့်လွှတ်ခြင်းဆိုတာဘာလဲဆိုတာကိုသိစေချင်တယ်ဘာကိုခေါ်တာလဲခွင့်လွှတ်တယ်ဆိုတာနော်အဲ့တော့ခွင့်လွှတ်ခြင်းဆိုတာဘာမဟုတ်ဘူးလဲဆိုတာအရင်ပြောမယ်နော် Forgiveness is not forgetting ခွင့်လွှတ်တယ်ဆိုတာ
မေ့လိုက်တာမဟုတ်ဘူးနော်မေ့ဖို့မလိုဘူးမေ့ဖို့မသင့်ဘူးနော် we cannot forget nor should we မေ့ဖို့မသင့်ဘူးမေ့လို့လည်းမရပါဘူး these experiences and even the pain they caused have a great deal to teach us ဒီတွေ့ကြုံကြတဲ့အတွေ့အကြုံတွေဟာနော်ဒီတွေ့ကြုံနဲ့ပတ်သက်တဲ့စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအားလုံးဟာကိုယ့်အတွက်ဘဝသင်ခန်းစာတွေဖြစ်တယ်ဒီထက်ကပညာယူရမယ်နော်မေ့လိုက်ရင်ပညာမရတော့ဘူးနော်မေ့ဖို့မသင့်ဘူးမေ့လို့လည်းမရဘူးဒါကိုမမေ့ရဘူးဒါကိုနားလည်ဖို့ကြိုးစားရမယ်ဒီထက်ကပညာယူရမယ်နော် both about not being victimized again and about not victimizing others ဒီလိုသင်ခန်းစာယူပြီးတော့နောက်အခါမှာအဲ့ဒီလိုမျိုးခဏခဏမခံရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့လည်းပဲစဉ်းစားရမယ်နီးလန်းရှာရမယ်နော်ဒီထက်ပိုပြီးတော့စဉ်းစားတင်တာတစ်ချက်ကပါလဲဆိုတော့ကိုယ်တိုင်ကသူများကိုတမင်တကာကြီးပေါ့နော်စိတ်ဆင်းအောင်ကိုယ်ဆင်းအောင်မလုပ်မိဘူးမပြောမိဘူးတတိအမြဲထားရမယ်ကိုသူများအဲ့လိုလုပ်ခဲ့တော့ကိုဘယ်လောက်ခါရတယ်ဆိုတာကိုသိပြီးတော့ငါသူများကိုအဲ့လိုမလုပ်ပါဘူးဆိုတာမျိုးတအရေးကြီးတယ်နော်လောကမှာလူအများကြားထဲမှာနေကြတာနော်မိဘတွေမောင်နှမတွေဆွေမျိုးသားချင်းတွေတငယ်ချင်းတွေလုပ်ပေါ်ကံမဲ့တွေကြားထဲမှာနေရတာလူဟာတယောက်တည်းနေလို့ဘယ်လို့မှမဖြစ်နိုင်ဘူးအဲ့တော့တယောက်ကိုတယောက်ပြောမှဆိုမှလုံမှားတာတွေဆိုတာရှိမှာပဲနော်မသိပဲနဲ့မယူရပဲနဲ့လုံမိတာလည်းရှိမယ်တိလျက်နဲ့ဒေါသကြီးကြီးနဲ့စိတ်ဆိုးလို့လုံးမိတာလည်းရှိမယ်နော်ဘလို့ကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီမှားခဲ့တဲ့အမှားတွေထဲကနေသင်ခန်းစာယူပြီးတော့နောက်ထပ်ကိုလည်းပဲအဲ့လိုမခံရအောင်သူများကိုလည်းပဲနောက်ထပ်အဲ့လိုမလုပ်မိအောင်ဟာတော်တော်ကိုလေးလေးနက်နက်စဉ်းစားသင့်တယ် Forgiveness is not condoning ခွင့်လွတ်တယ်ဆိုတာဟာသူလုပ်ခဲ့တဲ့ကိစ္စကိုရှော့ရှော့ပေါ်ပေါ်တွက်လိုက်တာမဟုတ်ဘူးနော်ကိုလုပ်ခဲ့တဲ့ကိစ္စကိုလည်းပဲရှော့ရှော့ပေါ်တွက်တာမဟုတ်ဘူးနော်အဲ့တော့ဒီစကားကိုသူ့အတွက်ကောကိုယ့်အတွက်ကောနှစ်ဖက်စလုံးပြန်စဉ်းစားပါနော်ကိုကသူများကိုစိတ်ဆင်းရဲအောင်ကိုဆင်းရဲအောင်လုပ်မိတဲ့ခါမှာငါကအလကားစတာပါကွာငါတကယ်ရည်ရတာမဟုတ်ပါဘူးတချို့အဲ့လိုရှော့ချတတ်တယ်နော်လောင်နေပြောင်းနေတရော်တယ်ပြီးမှငါကကြည်စားတာပါကွာကစားတာပါကွာလို့ပြောတယ်ကိုယ့်ဘက်ကဘလောက်ပဲကြည်စားတယ်ပြောကစားတယ်ပဲပြောနော်ခါရလူကတကယ်ခါရတာပါအဲ့ဒါကပိုရေးကြီးပါတယ်အဲ့တော့ခါရလူကတကယ်ခံနေရပြီဆိုရင်တော့ဒါမျိုးဆက်ပြီးတော့မလှောင်မနဲ့မပြောင်းမနဲ့မကြည်စားပါနဲ့ရှော့မတွက်ပါနဲ့နော်အဲ့တော့သူတစ်ပါးကကိုယ်တခုခုလို့ကိုယ်မှခံရရင်လည်းပဲသူလုပ်တဲ့ကိစ္စကိုရှော့ပေါ်မတွက်ပါနဲ့နော်ဘာလို့ဆိုတော့အဲ့လိုရှော့တွက်တဲ့လူပါလေတကယ်ခွင့်လွှတ်နေတဲ့စိတ်ကိုမရအောင်အမှန်တရားကိုအမှန်တရားအတိုင်းရိုးရိုးသားသားတိတိကျကျလက်ခံနိုင်မှသာသူ့ကိုနားလည်ပြီးတော့လက်ခံပြီးတော့ကြော်လွှားသွားလို့ရတယ်နော်မရမကစိတ်ဖြေတဲ့လူဟာဘယ်လောက်စိတ်ဖြေတပွဲလဲလဲပဲနေတယ်နော်အဲ့တော့ when we forgive we lessen the past's impact on our present and future but this does not alter the fact that the injuries and injustices we experienced were painful and unfair when they occurred originally အဲ့တော့ခွင့်ရလိုက်တဲ့ခါမှာအတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရတဲ့ကြောင့်ကိုယ်မှနာကြီးနေတာခံစားနေရတာနော်သူ့ကိုပြန်ပြီးတော့ကြလက်စားချီမယ်လက်စားချီမယ်ဆိုတဲ့အတွေးမျိုးတွေတွေးနေရတာကိုကိုကလွတ်လိုက်တာပဲနော်ရှော့လိုက်တာပဲနော်ကိုယ့်ရဲ့ခံစားချက်ကိုပဲရှော့တာနော်မှားတာကိုမှန်ပါတယ်လို့လုပ်လိုက်တာမဟုတ်ဘူးကိုယ်စိတ်ကဒေါသဖြစ်နေတာနာကြီးနေတာအဲ့ဒါကိုပဲကိုကနားလည်အောင်ကြိုးစားပြီးတော့ကိုယ်စိတ်ကိုလျှော့တာပဲနော် By forgiving the people who hurt us we are not saying that what was done to us was acceptable or unimportant နော်အဲ့တော့သူ့ကိုခွင့်လိုက်တယ်ဆိုတာဟာသူလုပ်ခဲ့တဲ့ကိစ္စဟာလက်ခံနိုင်ပါတယ်တင့်မြတ်ပါတယ်လို့ပြောတာမဟုတ်ဘူးနော်သူလုပ်ခဲ့တဲ့ကိစ္စကြောင့်ကို့မှာထိခိုက်သွားတာဟာအရေးမကြီးပါဘူးလို့ပြောတာလည်းမဟုတ်ဘူးတချို့ကိစ္စတွေမှာတစုံတစ်ယောက်ရဲ့လုပ်ရကြောင့်ကို့မှာထိခိုက်သွားတာဟာ
ဘဝတစ်ခုလုံးလမ်းပြောင်းသွားတယ်ကိုငကိုကသွားနေရတဲ့လမ်းကြောင်းကလုံးဝလမ်းပြောင်းသွားတယ်တစ်သက်လုံးဒါကိုပြန်ပြီးတော့ငကိုလမ်းကြောင်းပေါ်ပြန်တက်လို့မရတော့ဘူးအဲ့တော့အရင်မကြည့်ပါဘူးလို့ပြောလို့မရဘူးနော်ဥပမာတွေကိုတော့ဘုံဘုံတော့အတိအကျမပြောချင်တော့ဘူးကိုယ့်ကိုယ်စဉ်းစားပါနော်ကိုယ်တိုင်ကြုံရတာလည်းရှိမယ်ကိုမိသားစုတွေမှာကြုံနေရတာလည်းရှိမယ်နော်ထိခိုက်အောင်လုပ်တယ်ဆိုတာမှနော်ကိုယ့်ကိုထိခိုက်တာအောင်လုပ်တာတခုတည်းမဟုတ်ဘူးကိုယ်သားသမီးကိုထိခိုက်အောင်လုပ်တာကိုညီကိုမောင်နှမကိုထိခိုက်အောင်လုပ်တာကိုမိဘကိုထိခိုက်အောင်လုပ်တာကိုတငယ်ချင်းကိုထိခိုက်အောင်လုပ်တာဒါတွေလည်းအကုန်လုံးပါတာပဲနော်အဲ့တော့ကိုမိသားစုတွေမှာအရေးပါတဲ့လူတယောက်တခုခုထိခိုက်သွားရင်ကျန်တဲ့မိသားစုပါထိခိုက်သွားတယ်ဥပမာအဖေထိခိုက်သွားရင်မိသားစုတစ်ခုလုံးထိခိုက်သွားတယ်မိသားစုတစ်ခုလုံးဘဝလမ်းကြောင်းပြောင်းသွားတယ်နော်အဲ့တော့ short တက်တာမဟုတ်ဘူးဆိုတာနားလည်ဖို့လိုတယ်နော် it was bad နော် it did hurt it has made a difference in our life နော်ထိခိုက်ပါတယ်ခါပါတယ်နော်ဘဝလမ်းကြောင်းပြောင်းသွားပါတယ်အဲ့တော့ခွင့်လွှတ်ခြင်းကဘာတွေမဟုတ်ဘူးလဲဆိုတာအရင်ပြောပြမှာနော်ပြီးတော့ခွင့်လွှတ်ခြင်းကမလွယ်သေးဘူးနော် because forgiveness is in its raw forms a virtue that is as disturbing and confronting as it is healing and uplifting. It is important to be very clear indeed that there is no confusion between forgiving and condoning. အဲ့တော့ခွင့်လွှတ်တယ်ဆိုတာဟာတော်တော်ကိုခက်တဲ့ကိစ္စပါနော်ခွင့်မလွတ်နိုင်တော့အောင်ခွင့်လွှတ်ရခက်လောက်အောင်အကြီးကျယ်ခံစားခဲ့ရလို့ဘယ်လိုတွေးလဲဆိုတော့ငါတလောက်တောင်ခံရတာငါသူ့ဘာလို့ခွင့်လွှတ်ရမှာလဲဒီလိုတွေးတယ်နော်ဘာဖြစ်လို့ခွင့်လွှတ်ရမှာလဲဆိုတော့နောက်မှအေးအေးဆေးဆေးပြောမယ်အခုအချင်းချင်းပြောရမယ်ဆိုတော့ခွင့်မလွတ်နိုင်ရင်ကိုယ့်ဘဝဟာပုံပြက်ပန်းပြက်ဖြစ်သွားတယ်ကိုယ့်ဘဝရှေ့သွားမယ်လားမဖြောင့်ဖြူတော့ဘူးလောကီမှာလည်းပဲတိုးတက်မှုကြီးပွားမှုဖြစ်ဖို့ခင်းသွားတယ်ပို့ပြီးတော့ရေးကြည့်တာကတရားဘက်မှာလည်းပဲတိုးတက်မှုကြီးပွားမှုဖြစ်ဖို့အင်မတန်ခဲရင်သွားတယ်ဒါကြောင့်ဒီခွင့်လွှတ်ခြင်းဆိုတဲ့ကိစ္စဟာဘဝမှာအင်မတန်အခြေခံကြတဲ့ကိစ္စဖြစ်တယ်နော်လူတိုင်းနေတိုင်းကြုံတွေ့နေရတဲ့ကိစ္စဖြစ်တယ်ဒါကိုနည်းနည်းနားလည်စေချင်တာနော် Forgiveness in no way justifies the actions that caused your wounding nor does it mean you have to seek out those that harmed you အဲ့တော့ကိုယ်ကိုထိခိုက်အောင်လုပ်ခဲ့တဲ့ကိစ္စမှာသူတို့လုပ်ခဲ့တဲ့ကိစ္စကိုကောင်းပါတယ်မှန်ပါတယ်လို့အကြောင်းရှာပြီးတော့တွေးပေးနေတာမဟုတ်ဘူးအမှားအမှားပဲနော်ပြီးတော့ကိုယ်ကိုထိခိုက်အောင်လုပ်ခဲ့တဲ့လူကိုကတအားကြီးချစ်နေရမယ်လို့လည်းမဆိုဘူးနော်ခွင့်လို့ရတယ်ချစ်လို့မရတာတွေရှိပါတယ်နော်အဲ့ဒါပြန်စဉ်းစားပါဥပမာလူစုလူမိုက်တယောက်ကကိုယ်တခုဒုက္ခပေးခဲ့တယ်ဆိုတော့ကိုယ်မှထိခိုက်တယ်နဲ့နာတယ်မတက္ကမကြီးတယောက်ဆိုရင်သူတူးရီတော့တင်မီလေးကိုလူတယောက်ကတတ်လိုက်တယ်ဖြစ်ခဲ့တဲ့ကိစ္စအမေရိကန်မှာဖြစ်တာပါနော်အဲ့ဒီမိမတက္ကမကြီးကပညာလည်းတတ်တယ်ပစ္စည်းဥစ္စာလည်းချမ်းသာပါတယ်ချမ်းသာတော့သူကတရားရုံးကိုတေချာတက်ပြီးတော့ရှင်းနေအကောင်းဆုံးနဲ့သူ့သမီးကိုတတ်တဲ့လူကိုသေဒဏ်အပြစ်ပေးအောင်ကြိုးစားတယ်ကြိုးစားပြီမဲ့ဖြစ်ချင်တော့အဲ့ဒီပြည်နယ်မှာသေဒဏ်အပြစ်ဆိုတာမရှိဘူးဘလောက်အပြစ်ကြီးကြီးထောင်ဒဏ်ပဲရှိတယ်အလုံးစုံဆိုရင်တစ်သက်လုံးထောင်ဒဏ်ပဲရှိတယ်အဲ့တော့အဲ့ဒီတတ်တဲ့လူကိုတစ်သက်လုံးထောင်ဒဏ်ချလိုက်တယ်နော်ချလိုက်တော့ဒီဒကမာကြီးကအဲ့ဒါကိုမခံနိုင်ဘူးသူ့သမီးကိုတတ်တဲ့လူကိုသေဒဏ်ပေးမှသူချင်းနဲ့မယ်အဲ့လိုနဲ့သူကရှင်းနေတယ်တယောက်ပြီးတယောက်ငှားနော်ရုံးတွေကိုပြန်ပြီးတော့တခါဒီအမှုကိုပြန်စစ်ပေးပါဆိုပြီးတော့တင်းအဲ့လိုလောက်ွက်နေလိုက်နေတာခဲ့တာနှစ်တော်ကြာတယ်သူတို့ပြည်နယ်မှာသေဒဏ်အမိတ်မရှိတဲ့အတွက်ကြောင့်သူအယူခံမဲ့ဆိုတော့အဲ့ဒါကိုဘယ်တော့မှလက်မခံဘူးအဲ့တော့16နှစ်ကြာတယ်ဒီမိမဒီကမာကြီးကနော်ဒီတတ်တဲ့လူကိုနာကြည့်ပြီးတော့နေလာခဲ့တာဒါပေမဲ့တနေ့တော့သူကတဖြည်းဖြည်းနဲ့ခွင့်လွှတ်ခြင်းဆိုတာကိုသူနားလည်လာတယ်နော်အသက်လည်းကြီးပြီနော်16နှစ်တောင်ကြာသွားပြီဘဝတည်ကြုံလည်းများပြီးတော့သူတရားသဘောလေးတွေသဘောပေါက်လာပြီးတော့စိတ်ထဲမှာအဲ့ဒီလူခွင့်လွှတ်လိုက်တယ်နော်ဒီကိစ္စကိုနောက်မှနည်းနည်းအကျယ်ချဲ့ပြီးပြောကြည့်တယ်ခွင့်လိုက်ပြီးတော့ဘယ်လောက်ထိအောင်ဖြစ်လဲဆိုတော့ထောင်ထဲကိုသွားပြီးတော့အဲ့ဒီတတ်တဲ့လူနဲ့တွေ့တယ်တွေ့ပြီးတော့မင်းကခွင့်လွှတ်ပါတယ်တကယ်ကိုစိတ်ပါလက်ပါလေးပြောလိုက်တာတကယ်ကိုကြည်ချင်းနဲ့ပြောလိုက်တာပြောလိုက်တော့အဲ့ဒီချိန်ကျမှတတ်တဲ့လူကလည်း
ဝန်းနေပြီးတော့အဲ့ဒီညာတွေငိုတော့တာပဲသူစိတ်မကောင်းပါဘူးနော်သူလည်းလှုပ်တော့လှုပ်ခဲ့ပြီးနော်အခု16နှစ်လောက်ကြာတော့သူလည်းပဲဒုက္ခတော်ရောက်ပါပြီသူဘဝတစ်သက်လုံးထောင်ထဲမှာနေရတော့မှာနော်တစ်ဖက်ကခွင့်မပါတယ်လို့ပြောကမှလှုပ်ခဲ့တဲ့သူကလည်းသူမှားပါတယ်သူစိတ်မကောင်းပါဘူးအဲ့ဒီကမှရောက်လို့ပြောရဲဆိုတော့အဲ့ဒီအချိန်ကစားပြီးတော့သူစိတ်ကငြိမ်းချမ်းသွားတယ်အဲ့ဒီအချိန်အထိသူတည့်ရမှစိတ်မငြိမ်းချမ်းခဲ့ဘူးနော်ခွင့်မလွတ်နိုင်သေးတဲ့အချိန်အထိဒီနေ့မှသူစိတ်ငြိမ်းချမ်းမှုကိုမရပါဘူးအဲ့ဒီခွင့်လွတ်နိုင်တဲ့အချိန်ကနေစပြီးတော့သူစိတ်ကလွတ်လပ်သွားပြီတဲ့ငြိမ်းချမ်းသွားပြီကြံရှိနေတဲ့သူ့ဘဝကိုကောင်းအောင်ဘယ်လိုနေရမလဲဆိုတာသူစဉ်းစားပြီတဲ့နော်ဒါကြောင့်ခွင့်လွတ်တယ်ဆိုတာအဲ့လောက်အရေးကြီးတယ်အဲ့တော့သူတစ်ပါးရဲ့အမှားကိုရှော့တွက်တာမဟုတ်ဘူးကိုယ့်အမှားကိုလည်းရှော့တွက်တာမဟုတ်ဘူးနော် It is simply a movement to release and ease your heart of the pain and hatred that binds it ခုနကဆိုတာဘာလဲဆိုတော့ကိုယ်စိတ်ထဲမှာခံစားနေရတဲ့ pain နော်ကိုယ့်ရဲ့နှလုံးသားထဲမှာခံစားနေရတဲ့နာကျည်းမှုပူဆွေးမှုတောကမခံကျင်တာတွေလက်စားချေကျင်တာတွေအဲ့ဒါတွေကို ease တက်တာမှုရအောင်လုပ်လိုက်တာအဲ့တော့ဘယ်သူတက်တာမှုရအောင်လုပ်တာလဲဆိုတော့ကိုယ်စိတ်ကိုတက်တာမှုရအောင်လုပ်တာပါခွင့်လွှတ်တယ်ဆိုတာကိုယ်တက်တာမှုရအောင်လုပ်လိုက်တာပါနော်ပြီးတော့ hatred မုန်းတီးနေတာကိုတက်တာမှုရအောင်လုပ်တာနော် short ချလိုက်တာ that binds it bind ဆိုတာနှောင်ဖွဲ့တာနော် it ဆိုတာပြောတာစိတ်ကိုပြောတာနှလုံးသားကိုပြောတာကိုယ်စိတ်ကိုဒီမုန်းတီးမှုနာကျည်းမှုကလစားချေခြင်းနဲ့ဆိုတဲ့အတွေးတွေကနှောင်ဖွဲ့ထားတာကိုလွတ်လိုက်တာပဲအဲ့တော့ဘယ်သူ့ကိုအနှောင်ဖွဲ့ရလွတ်လိုက်တာလဲဆိုတော့ကိုအနှောင်ဖွဲ့ကနေလွတ်လိုက်တာပါအဲ့ဒါကိုနည်းနည်းစဉ်းစားပါသူများပေါ်မှာနာကျည်းနေရတာသူများကိုလက်စားချီမယ်လို့တွေးနေရတဲ့အတွေးတွေဟာအမှန်တော့ကိုယ့်ဘဝကိုပုံပြက်ပန်းပြက်ဖြစ်သွားစေတယ်ကိုယ်တကယ်လှုပ်တဲ့ကိုယ့်အတွက်အကျိုးရှိမယ့်ကိစ္စတွေကိုလုပ်ခွင့်မရတော့ဘူးအဲ့တော့ကိုလွတ်လပ်မှုပေးလိုက်တာနော်ကိုယ့်စိတ်ကိုငြိမ်းချမ်းမှုပေးလိုက်တာပဲနော်သူများအကျိုးကိုဆောင်ရွက်တာလို့ပြောလို့မရဘူးနော်တကယ်တော့အဲ့တော့အရင်တော့တစ်ခါပြောဥပါတယ်ကိုချစ်လွန်းလို့အားလုံးကိုခွင့်လွှတ်ပါတယ်သူတို့ကိုခွင့်မလွှတ်နိုင်ရင်ကိုယ်ပဲခါနေရတာနော်တော့ forgiveness is not absolution ခွင့်လွှတ်တယ်ဆိုတာသူ့အပြစ်တွေကိုပလတ်လိုက်တာမဟုတ်ဘူးအထူးသဖြင့်ဒီဗုဒ္ဓဘာသာတရားနဲ့ကြည့်မယ်ဆိုရင်သူ့အကုသိုလ်ကသူ့ကိုအကျိုးပေးမှာပါနော်သူဖြစ်ခဲ့တဲ့အကုသိုလ်မဟုတ်တော့အောင်ဘယ်သူမှလုပ်ပေးလို့မရအောင်နော် you cannot escape from your karma ကိုယ်ကံတရားကိုလွတ်အောင်ဘယ်လို့မှပြေးလို့မရအောင်ဖြစ်ခဲ့တဲ့အကုသိုလ်ဟာအကုသိုလ်အမှန်ပဲကုသိုလ်ဖြစ်သွားအောင်လုပ်လို့လည်းမရအောင်နော်အဲ့တော့နောက်တစ်ခုကခွင့်လွှတ်တယ်ဆိုတာကိုကအထက်စီးရနေပြီးတော့မင်းကိုငါခွင့်လိုက်တယ်ဆိုပြီးတော့နော်အထက်စီးနေရာယူလိုက်တာမဟုတ်ဘူးခွင့်လွှတ်တယ်ဆိုတာအောက်ကျလိုက်တာလည်းမဟုတ်ဘူးတေချာစဉ်းစားရမယ်နော်အဲ့တော့အထက်စီးရနေတာလည်းမဟုတ်ဘူးအောက်ကျလိုက်တာလည်းမဟုတ်ဘူးForgiveness is not a form of self-sacrifice. ခွင့်လွှတ်တယ်ဆိုတာဟာကိုအနစ်နာခံလိုက်တာမဟုတ်ဘူး။နော်စဉ်းစားပါနော်တချို့ကခွင့်လွှတ်တယ်ဆိုတာငါအနစ်နာခံလိုက်တာလို့ဒီပဲကောက်ချင်ကောက်လိုက်မယ်နော်။အဲ့တော့ခွင့်လွှတ်ခြင်းဟာအနစ်နာခံခြင်းမဟုတ်ဘူး။ We either forgive or we don't. နော်တော့ခွင့်လွှတ်တယ်ဆိုတာခွင့်လွှတ်တယ်ဆိုရင်လည်းခွင့်လွှတ်တယ်ခွင့်မလွှတ်ဘူးဆိုလည်းမလွှတ်ဘူးပဲဒီကြားထဲမှာမရှိဘူးကြားထဲမှာတဝက်နေရဆိုတာမရှိဘူးနော် Being honest about the fact that we are not ready to forgive yet is better for us in the long run than pretending to forgive တော့ကိုယ်စိတ်ကိုယ်တရားကြည့်ပါနော်ခွင့်လွှတ်နိုင်သလားခွင့်မလွှတ်နိုင်ဘူးလားတဝက်ဆိုတာမရှိဘူးနော်ဒီခွင့်မလွတ်နိုင်သေးဘူးဆိုရင်လည်းပဲ
ငါကူးချိန်မှာသူ့ကိုခွင့်မလွတ်နိုင်သေးဘူးဆိုတာကိုရိုးရိုးသားသားလက်ခံဖို့လိုတယ်အဲ့လိုရိုးသားလက်မခံမဲ့နဲ့ဟန်ဆောင်ပြီးတော့ခွင့်လွတ်မယ်ဆိုရင်ခွင့်လွတ်ရလည်းမရောက်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာလည်းပဲငြင်းချမှုလွတ်လပ်မှုမရဘူးပါဇက်ပြောပဲနာမည်ကောင်းတစ်ခုပဲရမယ်ဘေးလူကကြားရင်သူခွင့်လွတ်လိုက်တယ်ကိုဒါပေမဲ့ခွင့်လွတ်တယ်ဆိုတာဘေးလူကြားကောင်းအောင်လုပ်တဲ့အလုပ်မဟုတ်ဘူးကိုယ်စိတ်ထဲမှာတကယ်လွတ်လပ်မှုရတော့တကယ်ငြင်းချမ်းသွားအောင်လုပ်တဲ့အလုပ်ဖြစ်တယ်ကိုယ်ပဲသိတယ်ဘယ်သူမှမသိဘူးခွင့်လွတ်တယ်ဆိုတာကိုယ်စိတ်ရဲ့အတွင်းထဲမှာဖြစ်တဲ့ကိစ္စပါသူများမြင်နေတဲ့ကိစ္စမဟုတ်ဘူးဒါကြောင့် forgiveness cannot be forced အတင်းကျပ်ခွင့်လွတ်လို့မရဘူးကိုယ်လည်းပဲအတင်းကျပ်ခွင့်လွတ်ခိုင်းလို့မရဘူးသူများကလည်းပဲခွင့်လွတ်လိုက်ပါလို့အတင်းကျပ်ပြောလို့မရဘူးတောင်းဆိုလို့မရဘူးကိုယ်စိတ်ကိုတခြားကြည့်ပြီးတော့တီးပြီးတော့ခွင့်မလွတ်နိုင်သေးဘူးခွင့်မလွတ်နိုင်သေးဘူးခွင့်မလွတ်နိုင်တဲ့အတွက်ကြောင့်တွေးနေတယ်ခံစားနေရတယ်ပြမန်းနေတယ်ဆင်းရဲနေတယ်တရားထုတ်တဲ့လူဆိုရင်အဲ့ဒါကြည့်ရတာမခက်ဘူးနော်သူတို့ပြင်စိတ်ကိုကြည့်တတ်တဲ့လူဆိုရင်ကိုယ်စိတ်ကိုပြန်ကြည့်နေတရားထုတ်လို့စိတ်ကလေးအေးချမ်းနေတယ်ဆိုတော့ကြည်လင်းနေတယ်ငြိမ်သက်နေတယ်အင်တန်တိမ်မွေးနေပြီအဲ့ဒီချိန်မှာပြုံးကနေတယောက်ကကိုယ့်ကိုတခုခုလှုပ်ခဲ့လေသူတတိယလိုက်တယ်ဘာဖြစ်သွားသလဲတစ်ချက်တည်းပူလောင်တော့ဝုန်းကနေတခုခုပေါက်သွားတယ်လို့ပဲခုနရှိနေတဲ့တည်ငြိမ်မှုအေးချမ်းမှုငြိမ်သက်မှုဆိုတာလေးဟာချက်ချင်းပျောက်သွားတယ်စက္ကမဆိုင်ဘူးချက်ချင်းပျောက်သွားတယ်အဲ့တော့ကိုယ့်ရဲ့ငြိမ်းချမ်းမှုတည်ငြိမ်မှုကိုဖျက်ဆီးပလိုက်တာပဲအဲ့လိုခါမှာကိုယ့်စိတ်ကိုပြန်ကြည့်မှခွင့်မလွတ်နိုင်တဲ့အတွက်ကြောင့်ကိုယ်မှာဘလောက်ထိခိုက်မှုနစ်နာမှုဆုံးရှုံးမှုတွေဖြစ်နေတယ်လေဒါကြောင့် forgiveness is freeing up and putting to better use the energy once consumed by holding grudges harboring resentments and nursing unhealed wounds. So forgiveness is freeing up. ခုလို့တဲ့ဆိုတာလွတ်လပ်အောင်လုပ်ရတာနော်သူများကိုရညှိုးထားနေရတာသူ့ကိုနာကြည့်နေရတာစိတ်ဆိုးနေရတာကိုယ်မှခံခဲ့ရတဲ့အနာဟောင်းလေးကိုပြန်ပြီးတော့အနမေးလေးခွာနေတာနော်အဲ့ဒါတွေလုံနေရင်လည်းကိုယ့်ရဲ့စိတ်ဓာတ်အင်အားတွေနဲ့အခြေအနေကအလကားဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒီလိုနာကြည့်နေရတဲ့အတွက်ကြောင့်အချိန်ကုန်မဲ့အစားနာကြည့်နေရတဲ့ကြောင့်စိတ်ဓာတ်အင်အားတွေခန္ဓာကိုယ်အင်အားတွေကုန်မဲ့အစားအဲ့ဒီအချိန်နဲ့အဲ့ဒီအင်အားတွေကိုတောင်းတဲ့နေရာမှာနော် and putting to better use the energy ဒီအချိန်နဲ့ဒီအင်အားတွေကိုအကျိုးများတဲ့နေရာမှာသုံးကျင်တယ်ဒါကြောင့်သူခွင့်လို့တာနော် forgiveness is not forgetting no we cannot forget nor should we ဒါကပြောပြရပါနော် forgiveness is an internal process အတွင်းမှာဖြစ်နေတဲ့ကိစ္စဖြစ်တယ် it happens within us ကိုယ်စိတ်ထဲမှာပဲဖြစ်တယ်နော် it is a feeling of wellness and freedom and acceptance အဲ့တော့လူတယောက်ကိုခွင့်မလွတ်နိုင်တဲ့စိတ်ဖြစ်နေတဲ့စိတ်ကိုကြည့်ကြကြည့်နေမယ်တော်ကြိုင်းဒီစိတ်ကပေါ်လာပြန်ပြီတွေးမိပြန်ပြီကြည့်ကြည့်တယ်နော်စိတ်ထဲမှာပင်မနေဆင်းရဲနော်ပူလာတယ်ခေါင်းတွေပူတယ်ရင်ထဲမှာပူတယ်နော်တော်ကြိုင်းပေါ်ပြန်ပြီပြန်ကြည့်တယ်ရင်ထဲမှာပူတယ်ပင်မနေနွမ်းနေတယ်နော်အဲ့လိုကြည့်ပါများလို့တစ်ချိန်မှနော်ခွင့်လွတ်နိုင်တဲ့စိတ်ကိုရသွားတယ်ဆိုပါတော့အဲ့ဒီသူ့ပေါ်မှာနာကြည့်တဲ့စိတ်မကျင်တတ်တဲ့စိတ်လက်စားချင်တဲ့စိတ်ကမရှိတော့ဘူးဆိုပါတော့အဲ့ဒီမရှိတော့တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့နေသာထိုင်တာရှိသွားတယ်နော်တော်တော်ကိုနေရတာတက်တာသွားတယ်နော် it is a feeling of wellness အဲ့တော့ကိုပြန်ကြည့်ပါတကယ်ခွင့်လွတ်နိုင်သွားရင်နေလို့ကောင်းသွားတယ်နေသာထိုင်တာရှိသွားတယ် and freedom and acceptance လွတ်လပ်သွားတယ်လက်ခံနိုင်သွားတယ်နော်ဖြစ်လာတဲ့ကိစ္စကိုလက်ခံနိုင်သွားတယ်အဲ့တော့စိတ်ထဲမှာငြိမ်းချမ်းမသွားဘူးစိတ်ထဲမှာလွတ်လပ်မသွားဘူးဒီကိစ္စကိုထပ်ခါတလဲလဲတွေးနေသေးတယ်ဆိုရင်ခွင့်လွတ်နိုင်သေးလို့ပဲနော် Forgiveness is recognizing that
we no longer need our grudges and resentments, our hatred and self-pity. အဲ့တော့ခွင့်လွှတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူ့ကိုနာကြည့်နေရတာငါလုပ်နေဖို့မလိုတော့ဘူးအဲ့ဒါငါ့အတွက်မလိုအပ်တော့ဘူးအဲ့ဒါငါ့အတွက်အသုံးမကျတော့ဘူးအဲ့တော့ခွင့်မလွှတ်နိုင်တဲ့ခါမှာဘာဖြစ်လို့ခွင့်မလွှတ်နိုင်လဲဆိုတော့နည်းနည်းစဉ်းစားကြည့်ပါတချို့တပည့်လေးတွေပြောပြခဲ့တဲ့ကိစ္စတွေရှိတယ်ဥပမာပေးလို့ရတယ်ဒါပေမဲ့ပြောလိုက်ရင်ဒီစကားကိုကြားရလို့ငါပြောနေတာဆိုတော့သိသွားမယ်နော်ဒါကြောင့်ဘုံဘုံထဲမပြောချင်ဘူးနော်ထဲမပြောချင်တော့ဒါပေမဲ့အကြောင်းအရာတစ်ခုပြောမယ်ဆိုရင်အဲ့ဒါလိုပဲကိုအင်တန်ချစ်တဲ့သူတယောက်ကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ဘဝအခြေအနေနှိမ့်ကျသွားတဲ့ဆိုးသွားတဲ့လူတယောက်ကပြောလဲဆိုတော့သူ့ကိုစိတ်ဆိုးနေရတာသူ့ကိုအပြစ်ဒဏ်ပေးနေရတာငါစိတ်ထဲမှာပါဝါတစ်ခုလိုဖြစ်နေတယ်သူလို့တော့ငါခံခဲ့ရတာဟုတ်ပြီနော်အခုချိန်မှာနင့်ကြောင့်ငါတို့လိုဖြစ်တာဆိုတာကိုသူကထက်ခါတလဲထောက်ပြတယ်အဲ့ဒါပဲပြောလို့မပြီးနိုင်ဘူးနော်အမူအရာနဲ့လည်းပြမယ်စကားနဲ့လည်းပြောမယ်အဲ့ဒီနည်းနဲ့အနိုင်ပြန်ယူနေတာနော်တစ်ဖက်ကပြန်အနိုင်ယူတာနော်အဲ့လိုအနိုင်ယူနေရတာကိုပဲပါဝါတစ်ခုလို့ယူဆတယ် unforgiveness ကိုပဲ power တစ်ခုလို့ခံစားနေရတာနော် negative power လို့ပြောရင်တော့ရမယ် positive တော့မဟုတ်ဘူးနော်အမှန်စင်စစ်က forgiveness is power ခွင့်လွှတ်နိုင်ခြင်းဒီအင်မတန်ကြီးမားတဲ့စွမ်းအားတစ်ခုဖြစ်တယ်နော်အင်မတန်ကြီးမားတဲ့စွမ်းအင်ဖြစ်တယ်တော့ခွင့်လွှတ်တယ်ဆိုတာစိတ်ဓာတ်ကိုအသိဉာဏ်ကိုကြီးမားတဲ့သူရဲ့လုပ်ရဖြစ်တယ်ခွင့်မလွှတ်နိုင်ဘူးဆိုတာစိတ်ဓာတ်အင်ဟာအသိဉာဏ်အင်ဟာနှုတ်သေးတဲ့လူရဲ့အလုပ်ဖြစ်တယ်အဲ့တော့အဲ့ဒါနဲ့လည်းပဲကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီးတော့တိုင်းတာလို့ရတယ် We do not need them as an excuse for getting less out of life than we want or deserve အဲ့တော့ကိုယ့်ဘဝမှာတစ်ခုခုအဆင်မပြေတာဖြစ်လာတဲ့ခါမှာသူ့ကြောင့်ငါမှအဲ့လိုဖြစ်ခဲ့ပါတယ်ဆိုတော့တယောက်ကိုအပြစ်ပုံချတယ်အကြောင်းပြတယ်နော်အဲ့ဒီလိုလုပ်ဖို့မလိုတော့ဘူးအဲ့လိုမလိုတော့ဘူးဆိုတာသိဖို့လိုတယ်နော်အဲ့ဒီလိုလုပ်နေသေးတဲ့၍ရှေ့လျှောက်ကိုတွားမဲ့ခီးကိုဖြောင်းဖြောင်းတွားလို့မရဘူးငါအစင်မပြေတာငါမကြည့်ပွားတာသူ့ကြောင့်လို့ပြောတော့ပဲကိုဒီညမှာပဲရက်နေတော့မယ်အစင်ပြေတဲ့ဘဝကြီးပွားတဲ့ဘဝကိုမရောက်တော့ဘူးနော်အဲ့တော့ခွင့်လွှတ်တယ်ဆိုတာစင်ဟောင်းတွေကိုရှင်းပလိုက်တာပဲစင်ဟောင်းတွေရှင်းလိုက်ပြီးတော့ဂိုင်းသင်္ကန်းစာတော့ယူတယ်နော်မေ့ပလိုက်တာမဟုတ်ဘူးရှေ့လျှောက်ငါလမ်းကိုငါဖြောင်းဖြောင်းတွားတော့မယ်ငါဒီခွင့်မလွတ်နိုင်ခြင်းဆိုတဲ့ခံစားမှုတွေမှာထောင်ကြခံပြီးတော့မနေတော့ဘူးကိုထောင်တကားကိုကိုဖွင့်လိုက်တာပဲနော်နာကြည့်မှုတွေမှာထောင်ကြပြီးတော့ငါမနေခြင်းတော့ဘူးကိုထောင်ချထားတယ်ဆိုတော့ကိုဘာကိုပြန်မြင်ဖို့လိုတာနော်ကိုထောင်တကားကိုကိုဖွင့်ပလိုက်ပြီကိုတွားတော့မယ်အဲ့တော့ဒီလိုခွင့်လွတ်လိုက်ရင်ခုနပြောတယ်နော်နေတာထိုင်တာရှိသွားတယ်လို့ပြောခဲ့တယ်နော်ခွင့်လွတ်လိုက်ရင်မျက်နှာအစနူးညံ့လာတယ်နော်နူးညံ့တဲ့မျက်နှာကြည်လင်တဲ့မျက်နှာငြိမ်းချမ်းတဲ့မျက်နှာလေးဖြစ်လာတယ်နော်မျက်နှာက muscles တွေယော့သွားတယ်ခွင့်လွတ်နိုင်တဲ့လူဟာပြုံးတာရည်တာအစပက်လက်လဲတဘာဝကြကြလေးငကူအပြုံးလေးငကူရည်တာလေးဖြစ်လာနိုင်တယ်ခွင့်လွတ်နိုင်တဲ့လူဟာစားလို့ကောင်းတယ်အိတ်လို့ကောင်းတယ်တခြားကိစ္စတွေလုပ်တဲ့နေရာမှာလည်းပဲစိတ်ကိုလွတ်လွတ်လပ်ထားပြီးလုပ်နိုင်တယ်ဘယ်ကိစ္စကိုဖြစ်ဖြစ်စိတ်အာယုံအပြည့်ပေးပြီးလုပ်လို့ရတယ်နော်တခုခုကိုစိတ်ဆိုးနေရတာတယောက်ယောက်ကိုစိတ်ဆိုးနေရတာသူပြင်ကိုယ်အိမ်သူအိမ်သားတွေတို့မို့ရုံးမှာဆိုလည်းပဲကိုယ်ရုံးသူရုံးသားတွေကိုစိတ်ဆိုးတဲ့စိတ်ကြည်နေအလုပ်လုပ်လို့ရှိရင်ကိုယ်စိတ်ကိုပြန်ကြည့်ပါလုပ်နေတဲ့အလုပ်ကိုတိတိကျကျအာယုံစိုက်လို့မရအောင်စိတ်ကမတိမတာဟိုဘေးကလူမျက်စိကစောင်းကြည့်နေလို့မျက်စောင်းထိုးကြည့်နေလို့ဖြစ်နေတယ်နော်အဲ့တော့ခွင့်လွှတ်လိုက်ခြင်းအပြင်ကိုယ်တကယ်လုပ်ရမယ့်အလုပ်ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကိုအာယုံအပြည့်စိုက်လို့ရသွားတယ်နော်နောက်ဒီထက်ပိုရေးကြည့်တာက your immune system lifts ခန္ဓာကိုယ်ကျန်းမာရေးကိုယ်ခံအားပိုကောင်းလာပါတယ်ဒါဟာအလကားပြောတဲ့စကားမဟုတ်ဘူးနော်တကယ်သေချာစမ်းသပ်ထားတဲ့ကိစ္စတွေ research တွေနဲ့ရတဲ့ data ကိုပြောတာနော်နာကြီးနေတဲ့လူဟာခန္ဓာကိုယ်ခုခံအားကျသွားတယ်ဒေါသကြီးနေတဲ့လူနော်
ကလေးစားချေမယ်ဆိုတဲ့အတွေးတွေကိုတွေးနေတဲ့လူဟာသူ့ခန္ဓာကိုယ်ခုခံအားလျော့သွားတယ် immune system အားနည်းသွားတယ်ခွင့်လွှတ်နိုင်တဲ့ခါမှာတဲ့စိတ်ငြိမ်းချမ်းမှုရသွားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့ immunity တောင်ကောင်းလာတယ်ဒါကြောင့်ဆရာဝန်တွေဆိုပြောနေတာကိုယ်လူနာလာတဲ့ခါမေးကြည့်ပါဘယ်သူ့ကိုမကြည်မနှံ့ဖြစ်နေလဲနေကောင်းခြင်းခွင့်လွှတ်နိုင်ရင်ကောင်းတယ်နော်ဖြည်းဖြည်းကြိုးစားဖို့ပါနော် The world looks better ခွင့်လွှတ်နိုင်တဲ့ခါမှာလောကကြီးကိုကြည့်လိုက်ရင်လောကကြီးကကြည့်လို့ကောင်းနေတယ်လှနေတယ်ခွင့်မလွှတ်နိုင်တဲ့လူကဘာကိုကြည့်လို့မလှအောင်ခွင့်လွှတ်နိုင်တဲ့လူကငှက်ကလေးတကောင်အော်တန်ကြရင်လည်းငှက်ကလေးအော်ရာလေးကနော်ထောင်းလို့ကောင်းလိုက်တာတာယာလိုက်တာအေးချမ်းလိုက်တာနော်တစ်ပင်လေးတွေစိမ့်နေတာမြင်လဲတစ်ပင်လေးတွေကနူးလို့ဆိုးလို့စိမ့်နေပါလားဒါကိုသူကြည့်နိုင်ဖို့ရာသူ့မှာစွမ်းရည်တစ်မျိုးရှိနေတယ်နော်ကြည့်နိုင်တယ်ခံစားနိုင်တယ်အာရုံစိုက်နိုင်တယ် attention ကိုပေးနိုင်တယ်နော်ခွင့်မလွတ်တဲ့လူဟာဒီအတွက်သူ့မှာအခြေမရှိဘူးသူမျက်စိကဖွင့်ထားရမယ်သူမမြင်ဘူးသူစိတ်ထဲမှာတွေးနေတယ်နော်သူနားတဲ့ကိုအတန်တွေဝင်လာနေပေမဲ့ဒီအတန်ကိုသူ appreciate မလုပ်နိုင်ဘူးတန်ဖိုးမထားနိုင်ဘူးသူမကြားနိုင်ဘူးဘယ်သူကမှချစ်ချစ်ခင်ခင်လှက်လှက်လဲရင်းနှီးသူစကားမပြောနိုင်ဘူးပြီးတော့ depression radically diminishes တယောက်ကကိုယ့်ကိုတစ်ခုခုလုပ်ခဲ့တာကိုနာကြည့်နေတာကြာသွားရင် depression ဖြစ်တယ်နော်စိတ်ဓာတ်ကျနေတယ်နော်အဲ့တော့နာကြည့်နေရတာကိုကအမှန်တော့စိတ်ဓာတ်တစ်မျိုးကျနေတာပါနော်အဲ့တော့အဲ့ဒီနာကြည့်နေတာလေးပျောက်သွားပြီဆိုရင် depression တက်တာသွားတယ် You are more available to other people and a great deal more available to yourself သူများကိုလည်းပဲကိုယ်နဲ့ချစ်တဲ့ခင်တဲ့လူတွေချင်းမြတ်လူတွေဆိုပါတော့ကိုယ့်ရဲ့မေတ္တာကိုရတဲ့တဲ့လူတွေလူချင်းတဲ့လူတွေကိုကစိတ်ဆင်းရဲပြီးတော့နာကြည့်ပြီးတော့ကိုယ့်အတွေ့အကြုံမှာပဲကိုမြုပ်နေတဲ့ချိန်မှာသားသမီးကိုလည်းစကားမပြောနိုင်ဘူးနော်လင်မယားချင်းနဲ့စကားကောင်းကောင်းမပြောနိုင်ဘူးတခြားတွေကိုလည်းပဲမေတ္တာကရုဏာမပေးနိုင်ဘူးခွင့်လွှတ်နိုင်တဲ့ချိန်မှာကိုယ့်သားသမီးအနားလာရင်သူ့စကားပြောနိုင်တယ် You are more available ကိုပေးဖို့ပေးနိုင်တဲ့အခြေအနေရလာတာနော် It is most healing, most profound when it grows out of humility and realism. A hard-won sense that whether you are entirely to blame in these events, and I am blameless, there is in each of us insufficiencies and imperfections that can be our greatest teachers. အဲ့တော့ဖြစ်ရတဲ့ကိစ္စမှာကိုယ့်ဘက်ကလုံးလုံးအပြစ်မရှိဘူးပဲထားဘူးနော်တစ်ဖက်သားကလုံးလုံးအပြစ်ရှိတယ်ပဲထားနော်အဲ့လိုပင်ထားတော့လည်းပဲနော်တေချာပြန်တွေးကြည့်လူဆိုတာမှားတဲ့တော်ဖြစ်ပါတယ်နော်တချို့ကိစ္စတွေမှာသူ့နေရာမှာနေရင်ကိုယ်လည်းပဲအဲ့လိုဖြစ်မိမှာပဲကိုယ်လည်းပဲအဲ့လိုလုံးမိနိုင်တယ်နောက်တစ်ခုကဘဝတန်တရားတစ်ခုလုံးကိုခြုံကြည့်လိုက်ပါနော်အဲ့ဒါဆိုပိုးသဘောပေါက်နော်ဒီဘဝမှာငါကောင်းတယ်ဆိုတော့မာနကြီးလို့မဖြစ်ဘူးနော်အတိတ်ဘဝတွေကိုပြန်စဉ်းစားကြည့်မကောင်းခဲ့တာတွေကရှိမှာပဲနော်နောက်ဘဝတွေမှာရောအမြဲတမ်းကောင်းနေပါမယ်လို့ပြောနိုင်သလားဘုရားအလောင်းတော်တွေတော်မှအကြီးအကျယ်မှားခဲ့တာတွေရှိတယ်နော်ဘုရားအလောင်းတော်တွေတော်မှသူများကိုအကြီးအကျယ်ဒုက္ခရောက်အောင်လုပ်ခဲ့တာတွေရှိတယ်နော်ကြားဘူးလားမသိဘုရားအလောင်းတော်ကအဲ့ဒီပရိမလေးတယောက်ကိုဖျားယောင်းတွေးဆောင်နေဆိုတာနော်အဲ့လိုတွေ stories တွေရှိတယ်နော်အဲ့တော့မာနကြီးလို့မရဘူးငါမှန်တယ်သူမှားတယ်ဒီလိုအမြဲတမ်းတွေးလို့မရဘူးသူလည်းမှားပါတယ်ငါလည်းပဲမှားနိုင်တယ်ငါလည်းပဲမှားခဲ့ပြီနောက်လည်းမမှားဘူးလို့မပြောနိုင်ဘူးအဲ့ဒါလို့နော် humiliation ဆိုတာမန်ကိုချလိုက်တာနော်အဲ့ဒါလို့မန်ကိုချနေလို့ရှိရင် it is most healing and profound စိတ်ကတကယ်ကိုဒဏ်ရာအနာကျက်သွားတယ်လို့ပဲအမတန်နဲ့နဲပါတယ်နော်အဲ့တော့ဘယ်သူမှ perfect မဖြစ်ဘူး imperfection ဘယ်သူမှအပြစ်မကင်းဘူးဘယ်သူမှအမှားမကင်းဘူးနော်အဲ့တော့အင်္ဂလိပ်စကားဆိုရစကားတစ်ခုရှိတယ်နော် to err is human နော်
လူဆိုတာဟာမှန်တတ်ပါတယ်နောက်ဆက်တွဲလေးရပါတော့ဆိုတော့ to forgive is divine ခွင့်လွှတ်နိုင်တာဟာအင်မတန်ကြီးမြတ်ပါတယ်နော် divine ဆိုတာအတိတ်ပဲအမျိုးမျိုးကောက်လို့ရပါတယ်နော်ဒါပေမဲ့ဒီညမှာတော့ရိုးလေးကောက်မယ်ဆိုရင်ခွင့်လွှတ်နိုင်တာဟာအင်မတန်ကြီးကျယ်အင်မတန်မြင့်မြတ်ပါတယ်မာနကြီးသွားတာမဟုတ်ဘူးနော်အဲ့တော့ကိုယ်လည်းပဲ human ဖြစ်တယ်နော်ဒါပေမဲ့ကိုယ်တိုင်လည်းပဲ divine လည်းဖြစ်ပါတယ်ခွင့်လွှတ်နိုင်တဲ့စိတ်ဆိုတာလူတိုင်းမှာမျိုးစိအနေနဲ့ရှိနေပါတယ်နော်တချို့လည်းပဲခွင့်လွှတ်ဖို့ကြိုးစားပါတယ်ခွင့်မလွှတ်နိုင်သေးလို့ပါအခုပြောမယ့်အကြောင်းအရာတွေကနည်းနည်းပိုအရေးကြီးလာပြီနော်အခုနောက်အကြောင်းအရာတွေကတော့ဘယ်သူအတွက်ဖြစ်ဖြစ်ဒါခြုံပြီးတော့ငုံပြီးတော့ပြောလိုက်တာပါအခုပြောခြင်းတဲ့အကြောင်းအရာတွေကအထူးသဖြင့်တရားနဲ့ပတ်သက်ပြီးတော့တိုးတက်မှုကြီးပွားမှုအသိဉာဏ်ထူးတွေကိုရကျင်တဲ့လူတွေအတွက်ပိုအရေးကြီးနေတယ်အဲ့တော့ခွင့်မလွှတ်နိုင်တဲ့စိတ်ကိုတရားစကားပါဠိစကားနဲ့ခေါ်မယ်ဆိုရင်ရိုးရိုးလေးနာမည်တက်ရင်ဘာလို့တက်မလဲအာဃာတလို့ရပြီဟုတ်ပြီဟိုအရာကောက်မယ်ဆိုရင်နော်စေတသိက်တွေထဲမှာအရာကောက်မယ်ဆိုရင်ရောဒေါသဒေါမနတပဲနော်အရာကောက်မယ်ဆိုရင်ဒေါသရတယ်နော်အဲ့တော့ခွင့်မလွှတ်နိုင်တဲ့စိတ်ဖြစ်တိုင်းဒီစိတ်ကိုသိချပြန်ကြည့်ပါဘုရားဟောတော့ပါတယ်နော်တဒေါတံဝါစိတ်တံတဒေါတံစိတ်တံတိပဇာနာတိနော်ဒေါသစိတ်ကိုဒေါသစိတ်လို့သိတယ်တဲ့နော်ဒီချက်ကလေးနဲ့စဉ်းစားမှနော်ဒေါသစိတ်ကိုလို့ပြောတာနော်ငါစိတ်ဆိုတော့မပါဘူးငါမပါဘူးအဲ့တော့အဲ့ဒီခွင့်မလွှတ်တဲ့စိတ်ဒေါသစိတ်ကလေးကိုပဲငါမပါဘဲနဲ့မြင်အောင်ကြည့်နိုင်ရင်အင်မတန်နဲ့နေသွားလိမ့်မယ်အင်မတန်အကျိုးများသွားလိမ့်မယ်ဒီခွင့်မလွှတ်နိုင်တဲ့စိတ်ဒေါသစိတ်ဒီပင်အနတ္တဆိုတာကိုမြင်ဖို့လိုတယ်ငါမဟုတ်တဲ့စိတ်ကလေးတစ်ခုနော်ဒါတရားထုတ်တဲ့လူတွေဖို့ဆိုရင်တော့ဟိုလို့တဲ့အလေးချင်းလို့မဆိုတိတ်မခဲရင်မအောင်အစမှာတော့အမှန်တန်ခက်ပါတယ်အလေးချင်းလို့ရင်တော့တိတ်မခဲရင်မြင်နိုင်တယ်နော်ဖြတ်ခနဲ့သူ့အတူပေါ်လာတဲ့စိတ်ကလေးတစ်ချက်လေးချက်ချင်းမြင်လိုက်တာပဲနော်တတိကအစင်သိမ့်ရှိနေတယ်သူကလည်းပဲဖြတ်ခနဲ့ဝင်လာရင်ချက်ချင်းသိတယ်ဒါလေးကမကျင်တဲ့အတွေးလေးတစ်ခုပါဒေါသစိတ်ကလေးတစ်ခုပါငါမဟုတ်ပါလားအဲ့တော့အဲ့ဒီဒေါသစိတ်ကိုငါမဟုတ်တဲ့စိတ်အနေနဲ့ဒေါသစိတ်အနေနဲ့မြင်တက်သွားပြီဆိုရင်ခွင့်လွှတ်တာပိုလွယ်သွားတယ်အဲ့ဒီဒေါသစိတ်ကိုငါစိတ်လို့မြင်လို့ရှိရင်ခွင့်လွှတ်တာခက်တယ်နော်ဘယ်လိုကိလေသာဖြစ်ဖြစ်ငါဆိုတဲ့တက္ကာယဒိဋ္ဌိနဲ့ပေါင်းမိသွားရင်ခွာသိခက်သွားတယ်ဒါကြောင့်ကိလေသာကိုတခြားကိလေသာကိုနောက်မှခွာပါအရင်ဆုံးခွာမှာကတက္ကာယဒိဋ္ဌိအတိတ်တွေကဘာလဲဆိုတော့အရင်ဆုံးလောက်ရမှာကအနတ္တနော်အဲ့တော့ဒေါသကိုပယ်နိုင်ဖို့တဲ့ခွင့်မလွှတ်တဲ့စိတ်ကိုပယ်နိုင်ဖို့တဲ့ဒီဒေါသစိတ်ဒီခွင့်မလွှတ်တဲ့စိတ်ကပိုင်ရှင်မရှိဘူးပုဂ္ဂိုလ်တရားမဟုတ်ဘူးယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးဖြစ်ခဲ့ရတဲ့အခြေအနေလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒေါမနတခံစားချက်ကလေးတစ်ခုပဲဝေဒနာနဲ့အနေနဲ့ကြည့်နေဆိုရင်လည်းဒေါမနတဝေဒနာပဲနော်အဲ့ဒါလို့သူ့ကိုအနတ္တအနေနဲ့မြင်လို့ရရင်ခွင့်လွှတ်တာပိုလွယ်သွားတယ်So, achieving an awakened life is virtually impossible until we put the universal principle of forgiveness to work in our daily life. So, တကယ်တရားဘက်ကအစစ်မနစ်တိုးတက်မှုကြီးပွားမှုကိုလိုချင်နေဆိုရင်နေ့စဉ်ကိုယ့်ဘဝမှာတွေ့ကြုံနေရတဲ့ဒေါသလေးတွေဒေါမနတလေးတွေမကျေနပ်မှုတွေနာကျင်မှုတွေအရင်ကကြုံရတာဖြစ်ချင်းဖြစ်မယ်အခုမှကြုံတာလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒါတွေကိုတေချာကြည့်ဖို့မြင်ဖို့လိုတယ်အခုနောက်လို့တေချာပြစ္ဆုတ်ပံတက်အောင်ကြည့်လို့ရှိရင်သူတာရှည်မခံဘူးနော်စက္ကန့်ပိုင်းအတွင်းပျောက်သွားနိုင်တယ်အဲ့လိုပျောက်သွားရင်စိတ်ကပြန်ပြီးတော့လွတ်လပ်သွားတယ်နော်ပြန်လွတ်လပ်သွားပြီးတော့ပြန်ပြီးတော့ငင်းငင်းချင်းချင်းနဲ့ပြစ္ဆုတ်ပံတက်အောင်ကိုယ်ခန္ဓာကိုရှုလို့ရသွားတယ်တရားဘက်ကတိုးတက်သွားတယ်အဲ့တော့ဒီစိတ်ကရိတ်တံမှာတရားထုတ်နေတုန်းလည်းပိုအရေးကြီးတယ်နော်ရိတ်တာတစ်ခုမှာတရားစခန်းတစ်ခုမှာနော်အဲဒီတပည့်တွေကိုတရားထုတ်ဖို့ရနီလံပေးရင်းနဲ့ဘုံဘုံကိုယ်တိုင်လည်းပဲတရားထိုင်တော့သူတို့နဲ့အတူတူဒီဘုံဘုံကဒီနေ့ကို၄နိုင်လောက်အတူတူထိုင်တယ်ထိုင်တော့
တချို့တရားထိုင်နေတဲ့ပြိတ္တကခဏခဏချောင်းဆိုးတယ်ခဏခဏလေချောင်းရှင်းတယ်တချို့ကနှာချီတယ်တချို့ကအလကားနေအတန်တစ်ခုခုမြည်အောင်လုပ်တယ်တချို့ကအသက်ရှူတာကိုပဲအဲ့လိုနှာခတ်ခတ်ပြီးတော့ရှူရခြင်းရှိတယ်ဘာမှယောဂရှိလို့လည်းမဟုတ်ဘူးအကျင့်ပါနေလို့ဖြစ်ခြင်းဖြစ်မယ်နော်အဲ့လိုလုပ်လို့ရှိတယ်အဲ့ဒါကိုဘေးကတရားထင်တဲ့လူကအချိန်ပြည့်ဒေါသဖြစ်တယ်နော်ဒါနဲ့သူတို့ဘယ်လိုပြောလဲဆိုတော့ဒီလူက10နှစ်လောက်ကြာရင်တစ်ခါအဲ့လိုလုပ်တယ်နော်သူတစ်ခါလုပ်တဲ့အခါမှာဒီအတန်မီတာလေးကဘယ်နှစ်စက္ကန့်ကြာလဲ10စက္ကန့်နော်နှစ်ခါလုပ်ရင်20စက္ကန့်ထားနော်ဒီအတန်မီပြီးတော့ပြီးသွားတာ20စက္ကန့်နဲ့ပြီးတယ်နော်သူဒေါသဖြစ်နေတာဘယ်လောက်ကြာလဲတောက်လျှောက်ပဲနော်မဆုံးတော့ဘူးအဲ့တော့ဒီအတန်ကိုရှုမှတ်ပြီးတော့ဒီအတန်ဆုံးသွားတဲ့ချိန်မှာပြီးသွားလို့ရရင်တယောက်ဆက်အထုတ်လို့ရတယ်အဆင်ပြေတယ်နော်အခန်းတစ်ခုထဲမှာအတူတူထိုင်ကြတာဒီလူထွက်သွားပါလို့ပြောလို့လည်းမဖြစ်အဲ့တော့သူများကိုခွင့်လွှတ်နိုင်ခြင်းအပြင်ကိုတရားထုတ်တဲ့နေရာမှာပို့ပြီးတော့နည်းနည်းတဲ့အသိဉာဏ်ကိုရနိုင်တယ် An inability to forgive truly is the cause of many people's suffering ခွင့်မလွှတ်နိုင်ခြင်းကြောင့်လူတော်တော်များများကိုဒုက္ခကိုခံနေရတာနော်ကိုကခွင့်လွှတ်နိုင်ရင်ကိုမှစိတ်အေးချမ်းသွားမှာခွင့်မလွှတ်နိုင်လို့ကိုယ့်ကိုယ်နှိမ့်ဆက်တယ်လို့ဖြစ်နေတယ်နော်အဲ့တော့စကားလေးတစ်ခုသွားတတိရတယ်လူတယောက်ပြောတာပါနော်ပြောပါပြောဆိုတော့ခွင့်မလွှတ်နိုင်လို့ဖြစ်ပေါ်နေတဲ့ခံစားနေရတဲ့အဲ့ဒီစိတ်ဆင်းရဲမှုနဲ့ပတ်သက်ပြီးတော့ misery is an option တဲ့ option ဆိုတဲ့အင်္ဂလိပ်စကားအဓိပ္ပာယ်ပါတော့လိုချင်လည်းရတယ်မလိုချင်လည်းရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်ကို့မှာ choice ရှိလို့ပြောတယ်နော်အဲ့တော့ကို့အတူတူကြောင့်ကို့မှာစိတ်ဆင်းရဲနေတာနော်ကိုကတကယ်ဒီစိတ်ဆင်းရဲမှုကိုမခံကျင်တော့ဘူးဆိုရင်ဒီစိတ်ဆင်းရဲမှုကိုပဲပထမပြစ္ဆုတ်ပံတက်အောင်ကြည့်ပါကြည့်လို့တိကျမြင်သွားပြီဆိုရင်ငါအတွေးနဲ့ငါစိတ်ဆင်းရဲနေတာဟိုတစ်ဖက်သားကသိချင်မှတောင်သိတယ်တချို့ဆိုရင်ဟိုတစ်ဖက်သားကသေသွားပြီနော်ကျန်ရခဲ့တဲ့လူကတအုံလေးနဲ့တွေးတော့မှနာကြည့်တော့မှရှိသေးတယ်အဲ့တော့ငါအတွေးနဲ့ငါကိုငါနှိမ့်ဆက်နေတာဒါကငါမလုပ်တော့ဘူးလို့ဆုံးဖြတ်နိုင်ရင်ချော့ချလို့ရရင်ငြင်းချမ်းသွားနိုင်တယ်So if we have not learned forgiveness, we may master all of the other principles and still remain prisoners. ခွင့်မလွတ်နိုင်လို့ရှိရင်တခြားကိစ္စတွေမှာကိုယ့်ဘဝမှာကိုယ်လုပ်ချင်တာတွေကိုလုပ်လို့ရခြင်းရမယ်နော်ဒါပေမဲ့ကိုယ်စိတ်ကအကျဉ်းသားတယောက်လိုဖြစ်နေတယ်ထောင်ကျနေဥမှာပဲအဲ့တော့ forgiveness is the ultimate test for the person who is willing and able to live the enlightened life. Enlightened ဆိုတာအသိဉာဏ်ဉာဏ်လင်းသွားတာနော်အသိဉာဏ်အလင်းရသွားတာအဲ့တော့အသိဉာဏ်အလင်းရသွားတဲ့ဘဝမျိုးနဲ့တကယ်နေသွားခြင်းတဲ့လူအတွက်ဒါကစမ်းပေးတဲ့သဘောပဲရှိတယ်အစမ်းခံရတဲ့သဘောရှိတယ်နော်အဲ့တော့တကယ်တရားထုရပြီးတော့ငြိမ်းချမ်းမှုကိုလိုချင်တဲ့သူဆိုရင်အဲ့ဒီခွင့်လွှတ်နေတဲ့စိတ်ကိုပြန်ရှုမှတ်ပါနော်ဒေါသပဲဒေါသစိတ်ကိုပြန်ရှုမှတ်ပါ Your ability to forgive will come automatically when you truly become awakened တော့တရားအထုတ်လို့စိတ်အင်တန်အေးချမ်းလာတဲ့ခါမှာကုသူပြောချင်တဲ့အဓိပ္ပာယ်ကတရားအထုတ်လို့အသိဉာဏ်တကယ်ရတဲ့ခါမှာခွင့်လွှတ်တဲ့စိတ်ကိုအလိုလျောက်ရလိမ့်မယ်နော်တရားထုတ်လို့ဝိပဿနာဉာဏ်ဒီစင့်မြင့်သွားတိုင်းပို့ပြီးတော့ခွင့်လွှတ်နိုင်လာတယ်ဘယ်သူမှအပြစ်မတင်ကျင်တော့ဘူးအဲ့တော့အဲ့ဒီလိုအစင့်မြင့်တဲ့အသိဉာဏ်ကိုရသွားလို့ရှိရင်ခွင့်လွှတ်ခြင်းဟာအလိုလျောက်ဖြစ်လာလိမ့်မယ်အဲ့တော့ကိုယ့်ကိုယ်ပဲပြန်ကြည့်ပါနော်အရင်တစ်ခါဘုံပြောပြတာရှိတယ်နော်ငြင်းချမ်းတဲ့သူဟာခွင့်လွှတ်တတ်တဲ့သူဖြစ်တယ်နော်ဒီငြင်းချမ်းတဲ့စိတ်နဲ့ခွင့်လွှတ်တဲ့စိတ်ကသူတို့နှစ်ခုကအတူတူနေလို့မှမရဘူးတဘာဝချင်းဆန့်ကျင်နေတယ်နော်တော့ကိုယ်စိတ်မှာငြင်းချမ်းသွားတဲ့ခါမှာအဲ့ဒီငြင်းချမ်းမှုကိုလည်းကိုယ်ကသိပြီးတော့ခံစားပြီးတော့နေလို့ရနေတဲ့ခါမှာခွင့်လွှတ်လို့ကောင်းကောင်းရတယ်
အတိညာရင်းချက်တော်လို့ပုဂ္ဂိုလ်တော်မဟုတ်ပါလားယုတ်တရားနံတရားတွေပဲအကြောင်းအကျိုးတွေပဲကံကံရဲ့အကျိုးပဲစသဖြင့်တရားသဘောတွေကိုနည်းနည်းသိသွားပြီဆိုရင်လည်းဘယ်သူကိုမှအပြစ်မယူခြင်းတော့ဘူးပြီးခဲ့တာတွေကိုရှင်းပလိုက်ပြီနော်နောက်ထပ်မခံရအောင်ကတော့ကြိုးစားအောင်မယ်နော်အဲ့ဒါကိုတော့လွတ်ထားလို့မရအောင်နော်ဒီမှာပြီးခဲ့တာတွေကိုရှင်းပလိုက်လို့ရတယ်နော်ဒါကြောင့်ဒီဘုံလည်းပဲအဲ့ဒါကိုခဏခဏတွေးတယ်ဘယ်သူကိုမှဘယ်တော့မှအပြစ်မတင်တော့တဲ့သူဖြစ်ခြင်းတယ်အပြစ်မတင်တော့တာနော်ခွင့်လွတ်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့အပြစ်ယူခဲ့လို့အပြစ်တင်ခဲ့လို့ခွင့်လွတ်နေရတာနော်အပြစ်မတင်တော့ဘူးဆိုရင်ခွင့်လွတ်ဖို့လည်းမလိုတော့ဘူးနော်ဘုံကတော့အဲ့ဒီစိတ်မျိုးလိုချင်တယ်ခွင့်လွတ်နေစရာမလိုတော့တဲ့စိတ်မျိုးလိုချင်တယ်ကြိုးစားပြီးခွင့်လွတ်နေရတာကတော်တော်မလွယ်ဘူးနော်ခွင့်လွတ်စရာမလိုတော့ဘူးဆိုရင်ဘယ်လောက်လွတ်လပ်ပြီးဘယ်လောက်အေးချမ်းသွားတော့မလဲနော်ဒါကြောင့်ဒီခွင့်လွတ်တယ်ဆိုတာကိုကိုလည်းအတင်းကျပ်လောက်ခံလို့မရဘူးနော်ခွင့်မလွတ်နိုင်သေးရင်လည်းပဲကိုအပြစ်မတင်ပါနဲ့လွယ်တဲ့ကိစ္စမဟုတ်ပါဘူးခွင့်မလွတ်နိုင်သေးဘူးဆိုတာလေးကိုပဲသေးသေးချာချာကြည့်ပါကိုခွင့်မလွတ်နိုင်လည်းပါတယ်နော်ဒါလေးလည်းခက်ထခါသတိပေးနေတာကိုတောင်ခွင့်လွတ်လို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်နော်အဲ့တော့ငါမှားသွားလေခြင်းဆိုတော့နောင်တရနေတာတွေရှိတယ်နော်အဲ့ဒါကိုအင်္ဂလိပ်လို guilt လို့လည်းခေါ်တယ်အဲ့တော့ this guilty feeling is something that inhibits your own awakening အဲ့ဒီနောင်တရမှုကိုပါဠိလိုဘယ်လိုခေါ်လဲကုက္ကုဆာလို့ခေါ်တယ်နော်ကုက္ကုဆာဟာအကုသိုလ်အဲ့ဒါအပြောကိုစောင့်နေတာနော်အဲ့တော့အဲ့ဒီနောင်တရမှုကုက္ကုဆာဆိုတော့ပူလောင်တဲ့စိတ်ဖြစ်လာတဲ့ခါမှာတမာတိမရနိုင်ဘူးနော်တို့တော့ဖြစ်ခဲ့တဲ့ကိစ္စအနေသင်္ကန်းစာတော့ယူရမယ်နော်ယူပြီးရင်ကောင်းတာကိုပို့ပြီးတော့လုပ်ရမယ်ဒီဘုံဘုံကိုယ်တိုင်လည်းလိုပဲကိုယ့်ဘဝမှာတခုခုအဆိုးကြုံခဲ့တိုင်းအမြဲတမ်းကောင်းတာကိုလုပ်ဖို့ကြိုးစားတယ်တော်တော်ကြိုးစားရပါတယ်နော်ဒီမကောင်းတဲ့ကိစ္စကြီးကိုကလပ်စားပြန်ချင်နေရမယ်ဆိုရင်ကိုယ့်ဘဝအဲ့ထက်မှမြုပ်သွားမယ်အဲ့တော့အဆိုးတစ်ခုကြုံတိုင်းပိုကောင်းဖို့ပဲကြိုးစားတယ်နော်အဲ့တော့ဒီ guilt ကိုပြန်ပြီးတော့ရှုမှတ်တတ်ဖို့လိုတယ်နော်ကိုယ့်ရဲ့အတိညာတိုးတက်မှုကြီးပွားမှုကိုဒီနောင်တကုက္ကုဆာကပိတ်ပင်ထားတယ် and the only way to escape it is to forgive yourself for everything that you have done ကိုလုပ်ခဲ့တဲ့ကိစ္စကိုပြန်ကြည့်ပြီးတော့မှားတာကိုတော့မှားပါတယ်လို့ရိုးသားတိကျကျဝန်ခံဖို့လိုတယ်သင်္ကန်းစာယူလိုက်မယ်ပြီးရင်ငါကိုယ်ကလည်းခွင့်လိုက်ပြီရှေ့လျှောက်ငါကောင်းတာတွေလုပ်တော့မယ်နော်ဒီနောင်တရပြီးတော့တနေ့အချိန်မကုန်ခြင်းတော့ဒါကြောင့် we need to learn how to forgive ourselves ကိုခွင့်လွတ်တတ်ဖို့လဲကြိုးစားဖို့လိုတယ်နော်regardless of how you were hurt or what you have done because you were hurt you have the inherent wisdom and the inner resources to heal your wounds and create a better life ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်နော်ကိုမှထိခိုက်ခဲ့တယ်နစ်နာခဲ့တယ်စိတ်ဆင်းရဲခဲ့တယ်ကိုဆင်းရဲခဲ့တယ်ရှက်ခဲ့တယ်ဂုဏ်သိက္ခာကျခဲ့တယ်ဘာဖြစ်နော်တချို့ကိစ္စတွေကဂုဏ်သိက္ခာတော်ထိခိုက်တယ်ဥပမာမင်းကလေးတယောက်အကြောင်းဘုံကြားခဲ့ရဘူးလေသူဖြစ်ခဲ့တဲ့ကိစ္စသူဂုဏ်သိက္ခာတော်ထိခိုက်တယ်တော်တော်ရှက်ရတယ်နော်ဒါပေမဲ့သူ့အပြစ်မဟုတ်ဘူးသူ့အပြစ်တစ်ခုမှမပါဘူးမပါပေမဲ့ပတ်ဝန်းကျင်အတိုင်းကတော်တော်ညံ့နေတယ်လို့ပြောရမှာနော်လုံးဝအပြစ်မရှိတဲ့မင်းကလေးတယောက်သူခံနေရပါလေနဲ့သူ့ကိုပဲအပြစ်တင်တယ်သူ့မှာခေါင်းမဖော်နိုင်တဲ့ဘဝကိုရောက်တာနော်ဒါပေမဲ့ဒီမင်းကလေးကတနာစရာလည်းကောင်းတယ်လို့တတ်တိလည်းတော်တော်ကောင်းတယ်သူ့ကိုယ်သူအားတင်းပြီးတော့သူ့ဘဝသူကောင်းမှုကြိုးစားတယ်သူပညာဆက်တင်တယ်သူခြေထောက်ပေါ်သူရက်တည်နေမှုကြိုးစားတယ်အခုသူပညာလက်တက်လာပြီသူခြေထောက်ပေါ်သူရက်တည်နေမှုသူလုပ်ငန်းနဲ့သူဖြစ်ပြီသူငကိုယ်တုန်းကအဲ့ဒီကိစ္စဖြစ်ခဲ့တဲ့နေရာဒေသကိုတော့သူဆွန့်သွားလိုက်ရတယ်အခုတော့တခြားဝေးတဲ့နေရာမှာသူ့ဘောသူအစ်စ်ပြန်ထူထောင်သွားပြီနော်အဲ့တော့ဘသူကြောင့်ပဲဖြစ်ကိုယ့်ဘဝကိုပြန်ထူထောင်ဖို့လိုတယ်ကိုယ့်ဘဝကိုပြန်တိဆောက်ဖို့လိုတယ်ကိုယ့်ဘဝကိုပို့ပြီးတော့ပြန်ပြီးတော့ပုံဖော်ဖို့လိုတယ်ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ကိုယ့်ဘဝပုံပြတ်သွားတယ်နော်တချို့ဆိုရင်အစစ်အမှန်မှဖြစ်သွားတယ်လို့ပဲဒါပေမဲ့ပြန်တိဆောက်ပါ
အားလုံးမှာအဲ့လိုပြန်ပြီးတော့တိဆောက်နိုင်တဲ့အရေးချင်းရှိတယ်နော်အသိဉာဏ်နဲ့ရှိပါတယ်အဲ့ဒါကိုမမေ့ဘူးနဲ့အဲ့ဒါကိုတန်ဖိုးထားဖို့လိုတယ်ဘာကြီးဖြစ်ခဲ့ငါဘဝကိုငါပြန်တိဆောက်လို့ရတယ်ငါဘဝကိုငါပြန်ပြီးတော့ပုံဖော်လို့ရတယ်အဲ့ဒီဖြစ်ခဲ့တဲ့လူတော့သူပြန်မချစ်နိုင်တော့ဘူးနော်ဘယ်လိုမှချစ်လို့ရမှာမဟုတ်ဘူးအဲ့ဒီလူကတော်တော်ဆိုးတဲ့သူပါနော်အဲ့တော့စောစောကပြောသလိုပဲခွင့်လွတ်ပါဒါပေမဲ့သူ့ကိုချစ်နေရမယ်လို့တော့မဆိုလို့ဒေါသမဖြစ်တော့ဘူးဆိုရင်တော်ပြီနော်ဒီလူဟာလူမိုက်ပဲသူ့ဒုက္ခပေးတာနော်အဲ့တော့လူမိုက်နဲ့ပတ်သက်ပြီးဘုရားကဘယ်လိုဟောခဲ့တော့အာသေဝနာစဘာလနာနော်လူမိုက်နဲ့မပေါင်းနဲ့လို့ပြောတာနော်လူမိုက်ကိုလက်စားချေပါလို့ပြောတာမဟုတ်ဘူးနော်အတိတ်ပေတွေကိုကွဲသွားအောင်ရှင်းသွားအောင်တေးချာသဘောပေါက်စေခြင်းနဲ့နော်လူမိုက်ကိုလက်စားချေပါလို့ဘုရားမဟောဘူးဒါပေမဲ့လူမိုက်ကိုမပေါင်းနဲ့လို့ဟောတယ်နော်အဲ့တော့မပေါင်းပါနဲ့ကိုယ်နောက်ထပ်အန္တရာယ်ပေးမဲ့လူဆိုရင်ပေါ့နော်မပေါင်းပါနဲ့သို့တော့ခွင့်လွှတ်လိုက်ပါဟောဒီမှာမှန်သားစရာကောင်းတာလေးတစ်ခုနော် You never get ahead of anyone as long as you try to get even with them အတိတ်ပဲပေါက်တယ်လို့ဆိုရင်တော့တော်တော်ကြပြဆန်တယ်လို့ပြောရမှာနော်စကားလုံးကိုကြပြဆန်ဆန်သုံးထားတာ You never get ahead of anyone as long as you try to get even with them get even ဆိုတာသူလို့တလို့ပြန်လောက်တာပဲနော်သူနဲ့တန်းစီသူပြန်လောက်တာပဲနော်အဲ့တော့တစ်ဖက်သားနဲ့အဲ့လိုသူလို့တလို့ပြန်လောက်လက်ခြင်းအပြင်ကိုကသူ့ရှိကိုရောက်မသွားပါဘူးနော်သူ့လောက်နေရာမှာပဲကိုရှိနေမှာပဲ Hard feelings are often hardest on those who cannot or will not forgive hard feelings ဆိုတာအဲ့ဒီဒေါသတွေဒေါမနတတွေနာကြည်တာတွေအဲ့ဒါကို hard feelings ကို hard ဆိုတာမာတာနော် feelings ဆိုတာခံစားခြင်း hard feelings ဆိုဒေါသကိုပြောတာပဲအဲ့တော့ hard feelings are often hardest on ဘုဒ္ဓဘာသာ तू ကပို့ပြီးတော့နှိမ့်ဆက်တယ်လဲဆိုတော့ on those who cannot or will not forgive ခွင့်မလုပ်နိုင်တဲ့သူကိုပဲပို့ပြီးတော့နှိမ့်ဆက်ပါတယ်ကိုကခွင့်မလုပ်နိုင်ရင်အဲ့ဒီစိတ်ကကိုကိုပဲအများဆုံးနှိမ့်ဆက်ပါတယ်ကိုပဲခံရတာပါနော် Forgiveness is not a sign of weakness ခွင့်လို့တဲ့ဆိုတာဟာပြောညံ့တဲ့လက္ခဏာမဟုတ်ဘူးအမှန်တော့အင်မတန်တတ္တိရှိတဲ့အလုပ်ပါအင်မတန်တတ္တိရှိလို့အင်မတန်အင်အားကြီးလို့ခွင့်လို့နိုင်တာပါနော် Forgiveness is not a sign of weakness but of profound emotional strength အင်မတန်ကြီးမားတဲ့စိတ်ဓာတ်အင်အားအင်မတန်နဲ့တဲ့စိတ်ဓာတ်အင်အားဖြစ်ပါတယ်စဉ်းစားထားတဲ့ဥပမာတွေတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုပြောရင်အချိန်ရမှာမဟုတ်တော့လို့မထဲတော့ဘူးနော်ဥပမာဘော့စနီးယားမှာဖြစ်ခဲ့တဲ့တချို့အကြောင်းအရာတွေဖတ်ဖူးတယ်ပြောပြခြင်းတယ်နော်တို့တော့ဒါတွေကဒကာကမတွေသိပြီးသားပဲနော်တချို့ဗီယက်နမ်မှာဖြစ်ခဲ့တဲ့ stories တွေလည်းကြားဘူးတယ်နော်အဲ့ဒါတွေလည်းသိပြီးသားဖြစ်နေတယ်ညီကုန်းချုပ်လေးမှာနည်းနည်းလေးပြောချင်တာလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုနစောစောပြောသလိုပဲ to err is human လို့ဆိုရနော်မှားတတ်တာဟာလူတစ်ပါးပါလူဖြစ်ပါလူပြီးသားပါတယ်နော်မှားတယ်ဆိုတာကလူအမတန်ပြီးသားပါတယ်နော်အဲ့ဒီလူထဲမှာဒီဖုံဖုံလဲအပါဝင်ပါပဲနော်ငါတို့ထက်မှမပါဘူးလို့တွေးရင်တော့တော်တော်မာနကြီးရရောက်သွားလိမ့်မယ်နော်အမှန်တော့မာနကြီးရမကပါဘူးတော်တော်ယူရရောက်လိမ့်မယ်ငါတော့မမှားဘူးလို့ပြောရင်အဲ့ဒါယူလို့ပြောတာပဲဖြစ်တော့မှာနော်အဲ့တော့ to err is human ဆိုလိုပဲဒီပုံလဲမှားခဲ့တာတွေလည်းတော်တော်များပါပြီနော်
အမှန်ကိုပြောရမယ်ဆိုရင်နော်ဒီဘုန်းကအင်တန်ကောင်းပါလေသူပါအင်တန်လည်းမာနကြီးတဲ့သူဖြစ်တယ်ပြောရရင်ဒေါသလည်းတော်တော်ကြီးပါတယ်နော်ဘာမှမကြီးတာရှိသေးလဲနော်အဲ့လိုမာနတွေကြောင့်ဒေါသတွေကြောင့်ခေါင်းမာလို့လည်းပဲမှားခဲ့တာတွေအင်တန်များခဲ့ပါပြီနော်အဲ့ဒီအမှားတွေရဲ့ဒဏ်ချက်ကိုလည်းပဲပေးဆက်ခဲ့ရတာလည်းအင်တန်များပါပြီမနှဲတော့ပါဘူးနော်တချို့အမှားရဲ့ဒဏ်ချက်ကိုအခုချိန်ထိပေးဆက်နေရတုန်းပါပဲနော်ပြီးတော့တချို့ကိစ္စတွေမှာအခုနောက်ပိုင်းမှာနော်သူများကြောင့်ကိုစိတ်ဆင်းရဲမှုကိုဆင်းရဲမှုဖြစ်ခဲ့တာတွေကိုဘဝမှာနဲ့နာမှုဆုံးရှုံးမှုတွေဖြစ်ခဲ့တာတွေကိုပြန်ပြီးတော့သုံးသပ်ပြီးတော့ခွင့်လွှတ်လိုက်တဲ့အခါမှာခွင့်လွှတ်နိုင်တာကိုတွေ့ရတယ်အဲ့လိုခွင့်လွှတ်နိုင်လို့လည်းပဲကို့မှာလည်းတော်တော်လေးအေးချမ်းမှုရတယ်လို့စိတ်ထဲမှာလည်းကျဉ်းနှံ့သွားတယ်နော်ခွင့်လွှတ်လို့ရသွားတဲ့အခါမှာကိုအကောင်းမြင်လာတယ်နော်ခွင့်လွှတ်နိုင်သွားပြီဆိုတာလေးနဲ့တော်တော်ကိုကျဉ်းနှံ့တယ်နော်ကိုယ့်ရဲ့ self image ပိုကောင်းလာတယ်ဆိုတော့နော်ကိုပို့ပြီးတော့ချစ်ခင်လို့ရတယ်လေးစားလို့ရတယ်တန်ဖိုးထားလို့ရတယ်နော်ဒါပေမဲ့အဲ့ဒီသူများရဲ့ကိုယ့်ဘဝမှာလုပ်ခဲ့တဲ့ကိစ္စတွေကိုခွင့်လွှတ်ရတာကလွယ်နေသေးတယ်သူ့ထက်ပိုခက်တာကဘာလို့ဆိုတော့ကိုယ့်ကြောင့်သူများဒုက္ခရောက်သွားတာနော်ကိုခွင့်လွှတ်ရလက်ခက်ပါတယ်နော်ဒါပေမဲ့ကိုယ့်ကြောင့်သူများဒုက္ခရောက်ခဲ့တာကိုအဲ့ဒါဟောမရှိဘူးလားဆိုတော့ရှိတယ်နော်အဲ့တော့ဒီဖုံဖုံလုပ်ခဲ့လို့ကိုထိလက်ရောက်လုပ်ခဲ့လို့ဒုက္ခရောက်တာလည်းရှိပါတယ်နော်ရည်ရွယ်ပြီးလုပ်ခဲ့လို့ဒုက္ခရောက်သွားတာလည်းရှိတယ်တခါတလေတော့ရည်ရွယ်တာမဟုတ်ပါဘူးကိုယ့်ဘဝအခက်အခဲအကျက်တဲတစ်ခုကိုယ့်အကိုဖြေရှင်းမှုကြိုးစားရတာပါနော်ကိုယ့်အတွက်အင်မတန်ခက်ခဲကျက်တဲနေတဲ့ကိစ္စတစ်ခုမှာဒီနည်းနဲ့မှမဖြေရှင်းရင်တခြားဖြေရှင်းစရာနည်းလမ်းမရှိတော့ဘူးလို့ပဲထင်တယ်နော်သူတစ်ပါးကိုထိခိုက်အောင်နဲ့နာအောင်ဆိုတာလုံးဝရည်ချက်မပါဘူးမပါဘဲနဲ့ကိုပြဿနာကိုဖြေရှင်းတဲ့ခါမှာတစ်ဖက်ကမှနဲ့နာသွားတယ်ထိခိုက်သွားတယ်သူတို့ကိုပေးရမယ်ပြုစုမှုစောင့်ရှောက်မှုတို့မေတ္တာတို့စသည်ဖြင့်ပေါ့မပေးနိုင်တော့ပေးခွင့်မရတော့ဘူးနော်အဲ့တော့အဲ့ဒါလို့ကိုကြောင့်သူများဒုက္ခရောက်သွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီးတော့ဒီဘုံကကိုခွင့်လို့ပါလို့ပြောရမှာတော်တော်ခက်ပါတယ်နော်ခွင့်လို့လိုက်ပြီလို့ပြောရတာလွယ်တယ်နော်ခွင့်လို့ပါလို့ပြောရမှာကြတော့တော်တော်ခက်တယ်ဘာကြောင့်တော့ဘယ်တော့အဲ့လိုပြောရမှာကိုခက်နေတာသူ့ဘက်ကခွင့်မလွတ်ချင်တောင်မှနော်အဲ့ဒီစကားကိုပြောရမှာကိုတောင်မှတော်တော်ခက်နေတယ်မာနနော်အဲ့ဒါကိုသဘောပေါက်စေချင်တာနော်ဒီမာနဟာဘယ်လောက်ထိအောင်ဆိုးလဲသူက very sticky ပဲနော်သူ့ကိုပဲဝအင်တန်ခက်တယ်နော်သူ့ကိုခွင့်လွတ်ပါလို့ပြောရင်ကိုယ်မှန်ကိုတော်တော်ချရတော့တာနော်အဲ့တော့ကြိုးစားပြီးတော့ပြောခဲ့ပါတယ်ပြောလို့ဖြစ်တဲ့လူတွေကိုနော်ရည်ရွယ်လို့ပဲဖြစ်စေဒုက္ခရောက်ခဲ့တာကိုခွင့်လွတ်ပါလို့ပြောခဲ့ပါတယ်မရည်ရွယ်ပဲနဲ့ကိုကြောင့်သူများဒုက္ခရောက်သွားတာကိုလည်းပဲပြောလို့ဖြစ်တဲ့လူကိုတော့ပြောပါတယ်အခုလည်းပြောတော့ပါပဲခွင့်လွတ်ပါဆိုတာနော်ကိုယ်စိတ်ကိုတေချာကြည့်ရတယ်ဒီစကားဟာငါတကယ်ရိုးရိုးသားသားပြောတာလားကြားကောင်းအောင်ပြောတာလားနော်စိတ်ကိုတေချာကြည့်ပြီးတော့ငါတကယ်ပဲအဲ့ဒီစကားကိုပြောကျင်နေတယ်ပြောကျင်တယ်ဆိုတချို့ဆိုရင်ပြောလို့မရလို့စားနဲ့ရေးပြီးပြောရတော့လားနော်ခွင့်လွတ်ပါနော်ပြောဖို့ကြိုးစားရတယ်နော်အင်တန်ခက်ခဲပါတယ်အဲ့လိုပြောလိုက်တဲ့ခါမှာခုနဟိုတကားကြီးထောက်တယ်လို့နော်တစ်ဖက်ကလည်းရည်ကျင်ကပဲခွင့်လိုက်တာကိုရသွားတဲ့ခါမှာစိတ်ကတော်တော်ကိုငြင်းချမ်းသွားတာနော်စိတ်ထမှဖြစ်နေတဲ့ guilt နော်ကိုစားပြည်သွားတာနော် guilt မရှိတော့ဘူးအဲ့လို guilt မရှိတဲ့ခါမှာသူ့လည်းပို့ပြီးတော့ချစ်နိုင်လာတယ်နော်သူ့ကိုပေးတင်တာကိုလည်းပို့ပြီးတော့ပေးနိုင်လာတယ်နော်ကိုလည်းသူကခွင့်လိုက်တယ်နော် sorry သူ့လည်းကိုခွင့်လိုက်တဲ့ခါမှာသူနဲ့သူဆက်ဆံရေးဟာတော်တော်ကိုအစင်ချောလာတယ်တော်တော်ကိုလှိုက်လဲမှုရှိလာတယ်တော်တော်ကိုကျဉ်းနှံ့စရာကောင်းလာတယ်အဲ့တော့ကိုယ့်ရဲ့မိသားစုဖြစ်စေကိုယ့်ရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်စေပြောလို့ဖြစ်နိုင်တဲ့သူဆိုရင်ပြောပါဒါပေမဲ့ရိုးရိုးသားသားပြောပါနော်ဟန်လို့တော့မပြောပါနဲ့အခုဘုံဘုံပြောခဲ့တဲ့စကားတွေထဲမှာပဲနော်စကားအမှားဆိုတာပါနိုင်ပါတယ်နော်မသိဘူးကို့အမှားဆိုတာကိုသိဖို့တော်တော်ခက်တယ်နော်အဲ့တော့အတုံးနှုံးစကားလုံးတုံးတာရိုင်းသွားသလားကြမ်းသွားသလားမပြောတတ်ဘူး
ပါခြင်းနဲ့ပါသွားမှာပဲနော်တခါတလေလည်းပဲဒီဖုံဖုံကဒီလိုအတိတ်ကိုရည်ရွယ်ပြီးတော့ပြောလိုက်တယ်စကားဆိုတာကိုဆွဲခြင်းဆွဲလို့ရတယ်နော်မလို့တဲ့အတိတ်တွေဆွဲလို့ရတယ်နော် reading between the lines ဆိုတာရရှိတယ်ကိုကဒါကိုမရည်ရွယ်ပေမဲ့ဒီစကားလုံးကိုပဲကိုလိုတဲ့ဘက်ကိုဆွဲလိုက်ရင်အတိတ်ကပေါက်သွားနိုင်တယ်နော်အဲ့လိုပေါက်သွားပြီးတော့အတိတ်ကောက်လွဲပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီဘုံဘုံပြောခဲ့တဲ့စကားကြောင့်ကိုယ်စိတ်ထဲမှာတခုခုစိတ်ထိခိုက်ရတယ်ဆိုရင်အဲ့ဒါကိုလည်းဘုံဘုံကပြောချင်ပါတယ်ခွန်းလို့ပါနော်ဆိုတော့ကဘုံဘုံဂတိတစ်ခုပေးခဲ့ပြီးတော့အဲ့ဒီဂတိကိုဘယ်လို့မှမလုပ်နိုင်ခဲ့တာရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဒီဖုံဖုံဆိုတဲ့အသုံးအနှုန်းကိုပြင်မမယ်ဆိုတာတခုံးမှပြင်လိုက်ရအောင်ဘယ်လို့မှပြင်လို့မရဘူးနော်အဲ့ဒါကိုလည်းခွန်းလို့ပါနော်ဘာလို့လဲဆိုတော့ဘုံတစ်ခုစိတ်ကူးရင်ထားတာလေးရှိတယ်နော်အဲ့ဒါဘာလို့ဆိုတော့ဘုံတေဂာနီးမှာပဲဆိုပါတော့နော်ဘုန်းကြီးဆိုတော့ပြန်လုံတော်မူကနီးလို့သုံးတာဟုတ်ဘုံပြန်လုံတော်မူကနီးမှာငါမကြည်နဲ့တဲ့လူလဲတရားမှမရှိဘူးငါ့ကိုမကြည်နဲ့တဲ့လူလဲတရားမှမရှိဘူးဆိုတာလေးသိသွားခြင်းတယ်အဲ့လိုသိသွားနိုင်ဖို့ကြိုးစားခြင်းတယ်နော်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဆိုတာတော့မပြောနိုင်ဘူးနော်ဒါပေမဲ့ကိုယ့်ဘက်ကတော့ဖြစ်နိုင်တဲ့လောက်တော့ကြိုးစားသွားဦးမယ်ကိုယ့်ဘက်ကလည်းပဲငါဘသူ့ပုံမှမကြည်နှံ့မှုမရှိဘူးဘသူ့ကိုမှရညှိုးလည်းမထားဘူးလက်စားလည်းမချေဘူးငါပေါ်မှာလည်းပဲဘသူကမှမုန်းတီးနေတာရညှိုးထားနေတာနာကြည့်နေတာမရှိဘူးဆိုတာလေးများသိရရင်တော်ကောင်းပါပဲနော်မတေခင်လေးမှာတော့အဲ့လိုဖြစ်ချင်ပါလေဒါပေမဲ့တေကန်ကြီးမှာတော့အဲ့ဒီတွေးလည်းမတွေးချင်တော့ဘူးတေကန်ကြီးမှာကိုယ့်အကူတရားရှိမှရင်းနဲ့ပဲပြန်တော်မူသွားခြင်းပါတယ်နောက်ဆုံးဖြစ်ရတဲ့စိတ်ကတရားရှိမှတဲ့စိတ်ပဲဖြစ်ချင်ပါတယ်နော်အဲ့တော့တရားဓမ္မတွေကိုလည်းပဲတိုက်တွန်းခြင်းပါတယ်နော်ဘလောက်တတ်နိုင်လဲဆိုတော့ကိုယ့်ပုံမှာပဲမူတည်တာနော်ကိုယ့်ကိုယ်လည်းပဲခွင့်လွှတ်နိုင်တဲ့လူတွေဖြစ်ကြပါစေဖြစ်နိုင်အောင်ကြိုးစားပါသူတစ်ပါးကိုလည်းပဲနော်အားလုံးကိုမိဘစုမျိုးသားချင်းတငယ်ချင်းအပေါင်းအသင်းလို့ပေါ်ကံပဲသိတဲ့သူမသိတဲ့သူအားလုံးနော်ဖြစ်နိုင်ရင်ဟိုးဘဝတန်တရားဆက်ဆက်ကဟာတွေပါထည့်စဉ်းစားလိုက်ပါနော်အားလုံးကိုကြည်ကြည်နက်နက်ခွင့်လွှတ်နိုင်တဲ့သူတွေဖြစ်နိုင်ကြပါစေဖြစ်နိုင်အောင်ကြိုးစားကြပါ